မင်္ဂလာပါရှင်ကိုစီတင်တစီမျိုးတော် channel ကနေကြိုဆိုလိုက်ပါတယ်ဒီ channel ကနေပရိသတ်များအတွက်ဇာတ်လမ်းကောင်းများစွာကိုတင်ဆက်ပေးနေပါတယ်ဒီနေ့မှာတော့စာရေးဆရာနောင်ရိုးစေးတက်ရဲ့ဒုတ်ပြီးတားပြီးငထွားနဲ့တေမင်းတမန်မျိုးတော်ဆိုတဲ့ဇာတ်လမ်းလေးရဲ့တတိယပိုင်းကိုတင်ဆက်ပေးသွားမှာပါဇာတ်လမ်းလေးမစတင်ခင်မှာတော့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်သူရိစမျိုးတော်မှာရှိတဲ့စုလင်မွန်းကျွန်းတွေနဲ့ခန္ဓာထဲဝါတဲ့ရွှေရောင်တဖိတ်ဖိတ်တောက်နေတဲ့နန်းတော်ကြီးအဲ့ဒီရွှေနန်းတော်ကြီးရဲ့အထက်ကောင်းကင်ယံမှာတော့မဲနဲ့မှောင်မိုင်းနေတဲ့တိမ်တိုက်တစ်ခုဟာအုံမိုးနေတယ်အဲ့ဒီနန်းတော်ရဲ့အလဲဘက်ကိုပင်မနန်းဆောင်မှာတော့ညီလာခံကျင်းပဖို့လူများစုဝေးဆောင်ဆိုင်နေကြတယ်ညီလာခံမှာအခစားပြုဖို့ရောက်ရှိဆောင်ဆိုင်နေသူအားလုံးကငယ်ရွယ်နှုတ်ပြူပြီးတာမန်ထက်ခန့်ညာချုံမောလွန်းတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားကြတဲ့သူတွေအဲ့ဒီသူအားလုံးရဲ့အတွင်းပြင်ကိုရုတ်တရက်ကြည့်မယ်ဆိုရင်အားလုံးကအသက်20ဝန်းကျင်ခန့်သက်တူရွယ်တူလို့ထင်မိကြမှာအမှန်တော့အဲ့ဒီသူအားလုံးကမိစ္ဆာရီယာအယောင်ဆောင်ထားတာအရှင်နမင်းထာဝရတိုင်သက်တော်ရှိပါစေတံပြန်ရေရွတ်တဲ့အတန်ဆုံးရတနာကိုပါစီချဲထားတဲ့ပလင်ရဲ့နဘေးဘက်တကားပေါက်စီကနေငယ်ရွယ်နှုတ်ပြိုချုံမောတဲ့ရွှေရောင်အဝိစားဆင်မြန်းထားတဲ့လူလင်တယောက်ထွက်လာတယ်တကယ်တော့အဲ့ဒီလူလင်ကနတ်မိစ္ဆာမိတ္တဗလသူ့ရှိမှအခါစားပြုနေတဲ့သူတွေကိုပြုံးပြီးတစ်ချက်များဝေ့ကြည့်ပြီးတော့ပလင်ထက်မှထိုင်နေငါရဲ့သူရိစတိုင်းပြည်တင်မှာဘာများထူးခြားမှုရှိနေအမောက်နဲ့မင်းတို့ရှောက်တင်ကြစမ်းမေးတဲ့ဆုံးနန်းဆောင်တွင်တိတ်ဆိတ်သွားတယ်ငါမေးနေရမကြောက်လားရှိပါတယ်အရှင်အစွန်တောက်တနေရအဖြူရောင်အဝိစင်မြန်းထားသူဟာဆိုတယ်စစ်သူကြီးနိမိတ်ဘာအရေးရှိနေစိုးစမ်းအရှင်နမင်းအတ္တဘာလပြူခိတ္တခဏပြန်နေတော့အရှင်နမင်းကိုတုတ်တင်မှုလူသား2ယောက်ဒီတိုင်းပြည်ကိုထပ်မံဝင်ရောက်လာပါတယ်နိမိတ်တရဲ့စကားဆုံးမိတ္တဗလာပြုံးသွားတယ်ဒါအများနိမိတ်တရဲ့အရေးတူလုံနေသေးတယ်စိတ်ချနေစမ်းသူတို့ငါရဲ့မာယာဝန်ကတ္တတွေကိုမကြော်နိုင်ဘူးအခုရောက်လာတဲ့သူတွေကိုအဲ့လိုမျိုးပေါ်ပေါ်ဆဆတွေးလို့မရပါဘူးအရှင်နမင်းအခုရောက်လာတဲ့သူတွေကအရှင်တခါသူလက်နဲ့ကင်နဲ့ဗလာဆိုသူထက်ပို့ပြီးတော့စွမ်းကြပါတယ်ဗလာအရင်ရောက်လာသူတွေထက်အစွမ်းအစကြီးမားပြီးမာယာဝင်ကတ္တ3ခုကိုကြော်ဖြတ်နိုင်ပြီးတော့4ခုမြောက်ကြောက်နွားထံမှာဗလာရှုံးနေခဲ့တယ်အဲ့ဒီအချိန်ကသူကဗလာရဲ့အစွမ်းအစကိုချီးမြှောက်ချင်တာမို့ဖန်စီခဲ့ပြီး3ပန်းအဖြစ်နဲ့နှစ်ပေါင်း30ခန့်သူ့ထံအခါစားဝင်စေခဲ့တယ်အခုတော့ဗလာထက်အစွမ်းအစရှိတဲ့သူတွေရောက်နေရဆိုတော့မိတ္တဗလာပို့ပြီးတော့စိတ်ဝင်စားမိတယ်သူတို့ကဘလောက်တောင်စွမ်းတာလဲမှန်မှနှမီးသူတို့2ယောက်ကဒီကိုရောက်တဲ့6ရက်အတွင်းမှာပဲဂန္ဓာယသခင်ຫນွေငန်းရှင်ဝိညာဉ်ထိန်ဖွဲ့ကြောက်တောင်ဆောင်ဥဒ္ဒဖာကြီးနဲ့အစိမ့်ဒီမွေးဘရင်မတို့ခဏအတွင်းအနိုင်ယူပြီးမာယာဝန်ကတ္တ9ခုကြော်လွှားနိုင်ခဲ့ပါတယ်ဒါပေမဲ့မကြခင်ကတော့6ခုမြောက်မရဏပင်လယ်ကိုဖျက်တဲ့အချိန်မှာအနဝသခင်ရဲ့တိုက်ခိုက်မှုခံရပြီး2ယောက်တည်းတယောက်ကိုဖမ်းဆီးမိခဲ့တယ်နောက်တစ်ယောက်ကိုတော့ဖမ်းမှုစ조사တော့နန်လောကသားတို့ရဲ့ဟန်တားမှုကြောင့်လွတ်မြောက်သွားပါတယ်နမီဒါဆိုလွတ်သွားတဲ့တယောက်ကမရဏပင်လေဦးတော်ကြော်ဖြတ်သွားနိုင်တယ်ပေါ့ဟုတ်မှန်ကြောင်းပါဖမ်းမိရဲ့တယောက်ကသူ့ကိုတော့အခုလုံးလို့စေဘရင်ဟောင်းမိစ္ဆာသူရိစာတို့နဲ့အတူနတ်မင်းကျိန်စာအချုပ်မှာဖမ်းထားပါတယ်သူတို့တကယ်စွမ်းတာပဲဒါနဲ့နန်လောကသားဆိုတာအဲ့ဒီနန်လောကသားဘယ်ကဘလို့ရောက်လာတယ်မသိပါဘူးနမီထူးတာပဲကဲနိမိတ်တအသိရှိကြမှာနမီသူတို့ရဲ့အစွမ်းဆောင်ငါထက်ပြီးတော့သိကျင်တယ်ဒါကြောင့်ဖမ်းထားတဲ့တယောက်ကိုလည်းဘာမှမလုပ်နဲ့အောင်ပြီးတော့လွတ်သွားတဲ့တယောက်ကိုလည်းသင်တို့ဘာမှမလုပ်နဲ့ဒီအတိုင်းလွတ်ထားပေးလိုက်အဲ့ဒီသူ့အတွက်နောက်ထပ်ဖြတ်တန်းရမယ့်မင်းစာတော်နဲ့အတူရတော်ကိုဖြတ်နိုင်မလားငါသိကျင်တယ်ဒါရီကိုသူဖြတ်နိုင်ပြီးရင်တော့ဘာဆက်လုပ်ရမယ်ဆိုငါဆက်ပြောမယ်ကြားလားမိန်တော်တိုင်းမှာနမီကဲညီလာခံဒီလောက်နဲ့ရုပ်သိမ်းမယ်အားလုံးမိတ္တဗလာကိုအယူသေးပေးကြတယ်မိတ္တဗလာပလင်ထက်ကဆင်းပြီးနဘေးတကားပေါက်စီဝင်ရောက်သွားတော့တယ်နားရဲစီတိုးဝင်လာတဲ့ရေလိုင်းခတ်တန်တွေကြောင့်ငထွားအလန့်တကြားထထိုင်နေပြင်းပြဆူးရှာတဲ့မွန်းတဲ့နေအောင်ကြီးကသူ့မျက်နှာစီထိုးကျနေတယ်ငထွားလူးလဲထထိုင်နေသူရောက်နေတဲ့ပုံဝင်းကျင်ကပင်လေကန်းဆက်ကြောက်ဆောင်ကြောက်ခတ်တွေနဲ့ပြည့်ကျက်နေတဲ့နေရာအဝေးစီမှာတော့စိမ့်နှံတဲ့တစ်ပင်ချုံမြင်ရတယ်မူဂျိုတာကလည်းသူ့ရဲ့နဘေးမှာလေးလျောင်းကျနေတယ်ငထွားကိုပြန်ဆန်းကြည့်မိတယ်ဟာငါမသေးသေးဘူးပဲဒါနဲ့ညဘလူတွေဖြစ်ခဲ့ပါလေခန္ဓာမှာတန်ရာတန်ကြပ်ဘာမှမရှိလို့ငထွားကျဉ်းနဲ့သွားပြီးညကြုံခဲ့တာတွေပြန်စဉ်းစားမိတယ်အာယုံမှာညတော့က
ငါးရဲ့တိုက်ခိုက်မှုပုံရိပ်တွေကတရင်ရိပ်ထင်ဟပ်လာတယ်။ငါရဲ့3ချိန်မြောက်တိုက်ခိုက်မှုမှာသူရောစောရပါဖောင်ထက်ကခုန်ထွက်ခဲ့ကြတယ်။ရေထဲကိုရောက်တဲ့အချိန်ပြင်းထန်စွာလှုပ်ခတ်တဲ့လိုင်းတွေရဲ့ရိုက်ခတ်မှုကြောင့်စောရနဲ့သူလူချင်းကွဲသွားတယ်။စောရကိုအော်ခေါ်ပြီးမဲ့စောရမကြားနိုင်ဘူး။နောက်ဆုံးရေထဲမှာသူတို့ကြိုးစားပန်းစားကူးခတ်ရင်ရုတ်တရက်အာယုံကအမှောင်တိုက်ထဲရောက်သွားတယ်။ဒီနောက်ပိုင်းတော့သူဘာမှမသိတော့ဘူး။စောရကိုအသက်ရှင်နိုင်ပါမလား။ဒီနောက်ငထွန်းမိုးကြိုးတောင်းကိုယူပြီးမတ်တက်ရက်တယ်။စောရရေဝေးစောရမင်းဘယ်မှာလဲငထွန်းအော်ခေါ်တယ်ပြန်ထူးတယ်မကြားရဘူးဒီကမ်းခြေတနေရာမှာတော့ရှိနိုင်ပါတယ်ငထွန်းတယောက်တည်းရေရွတ်မိရင်သူရက်နေတဲ့နေရာနဲ့လက်ရဘက်စီကိုထွက်ခဲ့တယ်အဲ့ဒီနေရာငထွန်းစောရကိုကမ်းခြေမှာလိုက်ရှာပြီးမြဲလုံးဝမတွေးခဲ့တော့ညပိုးကောင်မွှားကောင်တွေရဲ့အော်မြည်တန်ပတ်ဝန်းကျင်မှာလွှမ်းမိုးထားတာမှပါအရာရာတိတ်ဆိတ်နေတယ်ဒီအချိန်ငထွန်းတယောက်တောအုပ်တွင်ကနေရာတစ်ခုစီမှာထိုင်ပြီးသူ့ရဲ့အကြည့်တွေကရှေ့စီကတောက်လောင်နေတဲ့မီးဖို့စီကိုစိုက်ကြည့်နေမိတယ်။သူ့ရင်ထဲမှာစောရတဲ့ပူပင်နေမိတယ်။မင်းဘယ်ရောက်နေရလဲငစောဒီနောကထဲမှာရှိသေးရဲ့လား။မင်းအတွက်တာဝန်မကျေသလိုခံစားမိတယ်။ဒီအချိန်နောက်ကျောစီကနေခြေတံကြားလို့လှည့်ကြည့်တော့ဓားဆောင်ကြီးကိုတွေ့ရတယ်။အဖမောင်ညိုဓားဆောင်ကြီးကငထွန်းကိုအယိုသေးပြုတ်ပြီးအမိတ်ရှိပါသခင်ဓားဆောင်ကြီးကိုကြည့်ပြီးစောရကြောင်ပြောဖို့ဟန်ပြင်းပေမဲ့ဘယ်ကစပြောရမှမသိဘူး။နှုတ်ကထွက်မလာဘူး။လက်ခတ်ရှင်အတွက်သခင်စိတ်ပူပန်နေရတယ်ထင်တယ်။ဓားဆောင်ကြီးကအလိုက်တသိမေးလာတယ်။ဟုတ်တယ်ဗမောင်ညိုသူ့ကိုကြုံစိတ်ပူမိတယ်။ကျုပ်သူ့ကိုမကားကွယ်နိုင်ခဲ့ဘူး။ညတော့ကအချင်းတွေမျိုးနဲ့ဆိုသခင်နေရာမှာအခြားသူတွေဆိုရင်လည်းကူညီဖို့မလွယ်ကူပါဘူး။ညတော့ကအဖြစ်အပျက်ကိုဓားဆောင်ကြီးသိနေရလား။သိပါတယ်။ကျွန်ုပ်သိတာကိုထပ်ပြောပြရရင်ညတော့ကသခင်တို့နှစ်ယောက်ဖောင်ပေါ်ကခုန်ချပြီးမှငါမိတ်စာနှက်ခတ်ရှင်ကိုလှမ်းဟပ်ပြီးမျိုးချသွားတယ်။ဗျာဒါဆိုစောရသေးပြီပေါ့အဲ့လိုလားဓားဆောင်ကြီးကျွန်ုပ်လည်းအဲ့လိုပဲယူဆမိပါရဲ့သခင်သတိနစ်သွားတဲ့အချိန်မှလေအဲ့ဒီငါမိတ်စာသခင်ကိုရံပြူဖို့ကြိုးစားတယ်ဒါပေမဲ့ကျွန်ုပ်ကဝင်ကာလို့သခင်ကိုသူဘာမှမလုပ်နိုင်ခဲ့ဘူးပြီးတော့ကျွန်ုပ်သူ့လက်ကနေသခင်ကိုရအောင်ကယ်ခဲ့မိတယ်နှက်ခတ်ရှင်ကိုလည်းကယ်ခြင်းပေမဲ့ငါမိတ်စာနဲ့ရှင်ပြိုင်မှုကြတော့ကျွန်ုပ်တို့ကသူ့ပိုင်နဲ့ထင်းမှမို့လို့မလွယ်ကူတော့သခင်ကိုပဲအရာကယ်တင်ခဲ့တာနှက်ခတ်ရှင်အတွက်ကျွန်ုပ်ကိုခွင့်လွှတ်ပါသခင်ငထွန်းစိတ်ထဲစောရသေးပြီဆိုတဲ့အသည့်ကြောင့်ဝမ်းနေခြင်းမိစ္ဆာတွေပုံမုန်းတီးစိတ်တွေရောပြုံးပြီးမယုံနိုင်ခြင်းတို့နဲ့အတူခံစားမှုအဖုံဖုံပြောင်းကြည့်ပြင်ကြည့်ခံစားနေရတယ်မခံစားနိုင်တော့တဲ့အဆုံးယောက်ျားရင်းမာရေးတမ်းမဲ့မျက်ရည်တွေပါးပြင်ထက်ကိုစီးကျလာတယ်အချိန်တော်ကြာတဲ့အထိငထွန်းအတိတ်ကြောင့်တွေတွေးရင်ညီးတွားရင်းနဲ့တရှုံရှုံငိုကြွေးနေတယ်သူရဲ့ခက်လန်းလန်းမှာတော့ဓားဆောင်ရဒူးထောက်ရတာလှမ်းကြည့်နေတယ်အချိန်တော်ကြာတော့ငထွန်းငိုကြွေးခြင်းကိုရပ်လိုက်ပြီးအန်တင်းတင်းကြိတ်ပြီးတော့မဟုတ်သေးဘူးငစောငါမင်းကိုဒီအတိုင်းလှုပ်မပြီးတော့မင်းတယောက်တည်းဆိုရင်တမလုံးမှာတိတ်ပြင်းနေမယ်ငါမင်းအသက်ရှိစီရမကဲနိုင်ပေမဲ့တမလုံးမှာမင်းမပြင်းအောင်တော့ငါလှုပ်ပေးရမယ်ဟုတ်ပြီငါလှုပ်ပေးရမယ်ငါမိတ္တဗလာကိုတက်ပြီးမင်းအတွက်အဖော်ရအောင်လက်စားချီမယ်အဖမောင်ညိုသွားမယ်ဘယ်ကိုသွားမှလဲသခင်ကျုံမိတ္တဗလာစီကိုအမြန်ရအောင်သွားမယ်ဒီညကစပြီးကျုံလုံးဝမအိပ်ဖဲနဲ့သူ့စီကိုရအောင်သွားပြီးငစောအတွက်လက်စားချီမယ်သခင်ဓားဆောင်ရင်ခုတ်ပြီးမြငထွားလှည့်မကြည့်တော့ဓားဆောင်ရထိုင်နေရကနေငထွားရဲ့ကြောပြင်ကိုငေးပြီးခေါင်းသာရမ်းမိတယ်ဒီနောက်သူ့ရဲ့ခန္ဓာကိုယ်အသာလှုပ်ရမ်းတယ်ဒီအခါသူ့ရဲ့ပုံရိပ်ကဖြစ်ခနဲပြောက်ွယ်ပြီးသေးငယ်တဲ့အလင်းတန်းအဖြစ်ပြောင်းလဲပြီးတော့ငထွားကင်ထားတဲ့မူးကျိုးဓားစီကိုရုပ်ခနဲပူးကပ်သွားတော့တယ်တောကတဖြည်းဖြည်းနက်လာတယ်ငထွားတောထဲကိုခတ်တုတ်တုတ်တိုးဝင်ပြီးတယ်တောထဲဝင်လာချိန်မှာချိန်တော်ကြပြီဖြစ်ပြီးတော့ခရီးလည်းအတော်ရောက်ပြီဒါပေမဲ့ခုချိန်ထိထူးခြားမှုမတွေ့ရလို့သတိကိုရှိထားတာထက်ပိုအောင်ထားမိတယ်ဒီအချိန်တိုးလျရတဲ့အတန်ကိုကြားမိလို့ခြေလန်းတုန်ခနဲရှက်လိုက်တယ်သူကြားရတဲ့အတန်ကတိတ်ခနဲပြောက်ကွယ်သွားတယ်ငထွားဝင်းကျင်ကိုဝေးဝိုင်းကြည့်တယ်ပတ်ဝန်းကျင်မှာတစ်ပင်တွေကလဲပြီးအခြားဘာမှမရှိဘူးဒါပေမဲ့တစုံတရာသူ့ကိုလိုက်လံချောင်းမြောင်းနေရဆိုတာငထွားခံစားနေမိတယ်တွေးကြပြီပေါ့ကွာခြေလန်းတွေကိုအရှိကိုဆက်ပြီးလှမ်းခဲ့တယ်သူခြေလန်းပြီးမကြခင်ခုနအတန်တချို့သူ့ရဲ့နှပီးဝဲရနေပြန်ထွက်ပေါ်လာပြန်တယ်ငထွားခြေလန်းရက်တန်းလိုက်တော့အတန်တွေပြန်ပြီးတော့ပျောက်သွားပြန်တယ်ငထွားမေပြုံးတစ်ချက်ပြုံးတယ်ပြီးရင်မတိဟန်ပြူရင်ခြေလန်းကိုဆက်ပြီးလှမ်းခဲ့ပြန်တယ်မကြခင်အတန်တွေပြန်ပြီးတော့ထွက်ပေါ်လာပြန်တယ်ဒီအချိန်တော့ငထွားခြေလန်းကိုမရက်ဟန်မပြတ်ဆက်လှမ်းရင်မျက်လုံးကဘေးဘီဝဲရကိုကြည့်တယ်
ငထွားကြည့်နေရင်နဲ့သူ့ရဲ့လက်ရဘက်စီကရှိတ်ကနေဖြတ်သွားတဲ့အရိပ်ကိုလျှက်တစ်ပြက်မြင်တဲ့အချိန်ငထွားရဲ့လက်ကလည်းလှစ်ကနေလှုပ်ရှားပြီးလက်ထဲကမူးကြိုးထားတအိမ်ကလွတ်ထွက်ပြီးခုနအရိပ်ထွက်ပေါ်ရအောင်အချိန်နဲ့ပြေးထွက်သွားတယ်။ငထွားလည်းဓားသွားရလမ်းကြောင်းတိုင်းနှင်းမြန်စွာလိုက်ခုံဝင်နေအရိပ်ထွက်ပေါ်ရနေရာစီကနေကျေလောင်တဲ့အတန်ထွက်ပေါ်လာပြီးအဲ့ဒီနေရာစီကတစ်ပင်တွေလှုပ်ခတ်ပြီးမိခိုးလုံးတွေလက်ကနေတက်လာတယ်။အတန်ဒီအုံမီစွာနဲ့တောရန်တစ်ခွင်လုံးတပြိုင်နဲ့ထွက်ပေါ်လာပြီးတဲ့နောက်အမွှေးမြင်မပါတဲ့ကြောင်လူလူမြောက်လူလူခန့်တာနဲ့လူမျက်နှာတွဲထားတဲ့သရဝငယ်တွေတစ်ပင်တွေကြားစီကနေအရှူရှူထွက်ပေါ်လာတယ်။ငထွားရဲ့လက်ထဲကသူတို့မျိုးနွယ်အသေးကောင်မြင်တော့သရဝငယ်တွေလှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။သေးငယ်တဲ့ပါဇက်စီကနေဒေါသတကြီးမှန်ပြီးတော့အဆွဲသေးသေးတွေကိုမြင်နေရတယ်။ငထွားကသရဝငယ်တွေဒေါသထွက်သွားတာမြင်တော့အလွန်သဘောကျပြီးဟားတိုက်ရှိမောတယ်။ဒီအချိန်အရှိဆုံးစီမှာရှိနေတဲ့သရဝငယ်တွေကရုတ်တရက်ငထွားစီကိုတိုက်ခိုက်ဖို့ခုံဝင်လာကြတယ်။ငထွားသူ့စီခုံဝင်လာတဲ့သရဝငယ်တွေကြောင့်လက်ထဲကအသေးကောင်ခုံဝင်လာတဲ့သရဝငယ်တွေကြားလှမ်းပစ်ပြီးတော့အနောက်ကိုခုံဆုပ်တယ်။လက်ထဲကမူးကြိုးတောင်းကိုစက်ဝိုင်းတရံဝိုင်းရှင်းလိုက်တယ်။ငထွားထံကိုအတင်းလိုက်လံခုံဝင်ကြတဲ့သရဝငယ်တွေမူးကြိုးတားစက်ဝိုင်းနဲ့ထိမိပြီးပိုင်းပိုင်းအပြက်ပြက်ကျန်တဲ့သရဝတွေကအဲ့ဒီအချင်းရကြောင့်ရှေ့တိုးဖို့အနေငယ်ဟန့်သွားတယ်။ငထွားမြေပြင်စီကိုအသာရပဲခြေစုံကြပြီးရဲ့နောက်ရှေ့တိုးမလာတဲ့သရဝငယ်တွေကိုကြည့်ပြီးလာကြလေဘာလို့ရက်နေရလဲအေးမင်းတို့မလိုက်ငါလာမယ်ပြောပြောဆူဆူနဲ့သရဝရီထံပြေးဝင်ပြီးဓာတ်နဲ့ဝှေ့ရမ်းခုတ်တော်တယ်ငထွားရဲ့အကြံပန်းစံနဲ့တိုက်ခိုက်မှုကြောင့်သရဝငယ်တွေခုံဆွာပြေးပြီးတော့အချို့ပြေးမလွတ်တဲ့ကောင်တွေငထွားရဲ့ဓာတ်ချက်အောက်မှာလေဆင်းခံလိုက်ရတယ်ဒီအချိန်ပြင်းထန်တဲ့အတန်တစ်ခုကြောင့်မြေပြင်တော်တုန်ခါတဲ့အထိပဲငထွားရောသရဝငယ်တွေပါအတန်ကြောင့်တရင်ကငြိမ်သွားတယ်သရဝငယ်တွေကပျော်ရွှင်စွာထခုန်ကြတယ်ငထွားဒီအခြေအနေကိုနားလည်လိုက်တယ်စစ်ကူရောက်လာတာဖြစ်မယ်တစ်ပင်တွေပြိုလဲကျိုးကျတန်တွေကြားရတယ်သရဝငယ်တွေကအဲ့ဒီအတန်နီးလာတာနဲ့အမျှပူမှုပျော်ရွှင်စွာနဲ့အော်ဟစ်ခုန်ပေါက်နေကြတယ်အဲ့ဒီထဲမှာအချို့ကငထွားကိုကြည့်ပြီးမန်းဖီးကြတယ်မင်းတို့သိပ်ပျော်နေရပေါ့ငါဒီလောက်နေတော့မရဘူးကျင်းဝါပြီးတော့ရှေ့ကိုတိုးပြီးတိုက်ခတ်ဖို့ပြင်းနေဒီအချိန်ဟုံးငနဲ့အတန်နဲ့အတူငထွားရှိရာစီအမြစ်ကဆွဲနှုတ်ခံရတဲ့တစ်ပင်တစ်ပင်လွင့်ပြန်လာတယ်ငထွားနှင်းမြန်စွာရှောင်ပြီးရဲ့နောက်တစ်ပင်လာရလမ်းကြောင်းကိုလှမ်းကြည့်တော့အာမေရိတ်တန်အောင်ထွက်သွားတယ်သူမြင်ရတာအရှင်မောင်ကထမ်းပင်နီးနီးရှိတဲ့ခုနကတရဝငယ်နဲ့တရံတူတဲ့အကောင်ကြီးတကောင်အဲ့ဒီကောင်ကြီးကလက်တစ်ဖက်မှာတစ်ပင်အပိုင်းကိုကင်ထားပြီးပါဇက်ကနေအော်ဟစ်နေတယ်အော်နေတဲ့ပါဇက်စီကနေတရီတွေအောက်ကိုကျနေတယ်အကောင်ကြီးကငထွားကိုမြင်ပြီးဒေါသတကြီးမှန်းပြီးတယ်ပြီးတော့လက်ထဲကတစ်ပင်အပိုင်းနဲ့လှမ်းပစ်တယ်ငထွားဝင်လာတဲ့တစ်ပင်တွေကိုရှောင်နေရတယ်တွေးကြပြီပေါ့ကွာအကောင်ကြီးလို့မနိုင်ဘူးဆိုတာငါဘဝမှာမရှိစရာဘူးဒီနောက်ငထွားအားကုန်ထုတ်ပြီးမူးကြိုးသားကိုအသင့်နေထားကင်ပြီးတော့အကောင်ကြီးထံပြေးဝင်သွားတယ်အကောင်ကြီးကငထွားသူ့စီပြေးဝင်တာမြင်တော့ဘေးကတစ်ပင်အပိုင်းစာတွေနဲ့လှမ်းပစ်တယ်ငထွားအကောင်ကြီးပြစ်သမျှကိုရှောင်တိန်ပြီးရှေ့ဆက်တိုးဝင်တယ်အကောင်ကြီးကငထွားကိုထိခိုက်အောင်မစွမ်းဆောင်နိုင်တော့ဒေါသတကြီးအော်ဟစ်တယ်လက်ထဲကတစ်တုံးပိုင်းတစ်ပိုင်းနဲ့သူ့နားကိုရောက်လာတဲ့ငထွားကိုအုပ်မိုးပြီးရှိုင်းလိုက်တယ်ငထွားအသာခုန်ထွက်ပြီးရှောင်တယ်တစ်တုံးပိုင်းနဲ့မြေပြင်ထိတန်ကျင်းလောင်စွာထွက်ပေါ်လာတယ်ငထွားအကောင်ကြီးနဲ့မလန့်မကန်းစီကိုဓားထောက်ဒူးတစ်ဖက်ထောင်လျက်ကျသွားတယ်ဒေါသတကြီးနဲ့တောက်တစ်ချက်ပြင်းပြင်းခောက်ပြီးငထွားချက်ချင်းထပြီးတော့ခြေလန်းသုံးလက်ခန့်အာယူပြေးပြီးအကောင်ကြီးရဲ့ကိုယ်ပေါ်ကိုခုန်တက်ဖို့ကြိုးစားတယ်ဒါပေမဲ့ကိုယ်ပေါ်ကိုရောက်ခံနေကြီးမားတဲ့လက်သီးတစ်လုံးငထွားထံကိုအချိန်နဲ့တိုးဝင်လာတယ်ရုတ်တရက်မှုဘာလို့ရမလဲငထွားဆုံးဖြတ်ချိန်မရှားလိုက်ဘူးဒါပေမဲ့တိုက်ပွဲပေါင်းများစွာကြုံတွေ့ခဲ့ပြီးအလေးကျင့်ဖြစ်နေတဲ့သူ့ရဲ့ခန္ဓာနဲ့လက်ကအလိုလျောက်လှုပ်ရှားသွားပြီးတိုးဝင်လာတဲ့လက်သီးကိုတဲ့တဲ့ရင်ဆိုင်ပြီးမိုးကြိုးတားနဲ့ပိုင်းချလိုက်တယ်အလွန်ပြက်ရှားတဲ့မိုးကြိုးတားချိန်ခုတ်ဖို့အခွင့်အရေးမသာပေမဲ့ရင်ပါသွက်လက်တဲ့ခုတ်ချက်အဲ့ဒီပူပေါင်းအားအဲ့ဒီကောင်ကြီးရဲ့လက်ကိုလက်ကောင်ဝက်ကနေတီတီရီပြက်ကျသွားစေတယ်အကောင်ကြီးရဲ့အော်တန်တတော်လုံးကျဲလောင်စွာပဲ့တင်ထပ်သွားတယ်ငထွားသူ့လက်သူကြည့်ပြီးသွေးဦးသွေးရမ်းနဲ့အော်နေတဲ့အကောင်ကြီးရဲ့ခြေထောက်တစ်ဖက်ကိုပြေးဝင်ပြီးထပ်မံခုတ်ပိုင်းနေပြီးရနောက်ကြောဘက်စီရှောင်းတိန်နေကျဲလောင်တဲ့တန်တွေထွက်ပေါ်လာတယ်ခြေထောက်တစ်ဖက်တီတီရီပြက်ပြီးအကောင်ကြီးဟန်ချက်ပြက်ပြီးပြိုလဲသွားတယ်ဒီနောက်ငထွားဟန်ချက်ပြက်လဲသွားတဲ့အကောင်ရဲ့လဲဘင်းစီကိုပြေးဝင်ပြီးအားကုန်ခုတ်ပိုင်းလိုက်တော့တယ်လဲဘင်းနေရာကနေတီတီရီပြက်ပြီးခေါင်းကပုံအောင်ကြည့်နေတဲ့တရဝငယ်တွေစီလွင့်သွားတယ်
တရဝငယ်တွေအဲ့ဒီအချင်းရကြောင့်အတန်ပေါင်းစုံအော်ဟစ်ပြီးထွက်ပြေးကြတယ်။အကောင်ကြီးရဲ့ကိုပိုင်းစီကရုံရင်းဆန်ခတ်တန်တရဝငယ်တွေရဲ့ထိတ်လန့်တန်တွေကြားနေရတယ်။အဲ့ဒီတန်တွေကြောင့်တောအတွင်းပြင်းစွာသောတွန်းလဲတန်ကြီးဖြစ်ပေါ်လာတယ်။ငထွားသူ့ရှိစီကတရဝကောင်ကြီးရဲ့ခန္ဓာကိုယ်နဲ့ခေါင်းပြက်ကိုကြည့်ပြီးအာပါတရရှိမောနေတော့တယ်။နမင်းကျိန်စာအချုပ်နောက်လှိုင်ကိုစီမှာတော့အမောင်နုကအမောင်မျက်လုံးကိုစေးစီးပြီးမယ်နော်။စွန်းရရဲ့မျက်လုံးကစေးတောက်စေးစီးပြူတဲ့အတွက်တက်တာတလုံးလိုရှိလာတယ်။ဒါပေမဲ့မျက်လုံးတွေကပိတ်နေစေမှုကောင်းမွန်စွာမမြင်နိုင်သေးဘူး။နုကကျုပ်မျက်လုံးတွေကန်းတော့မကန်းတော့ပါဘူးတော့။မကန်းတော့ပါဘူးတူမောင်။မကြခင်အယောင်ကြရင်အားလုံးပြည့်မြင်မှာပါ။နုကဘေးကတမားတို့ကြီးတိတ်တာဆိုလာတယ်။ကျေးဇူးတင်ပါတယ်တမားတို့ကြီး။ရပါတယ်ကွယ်။အမှန်ပြောရရင်ကျွန်ုပ်တို့ကတော့တူမောင်ကိုကျေးဇူးတင်ရမှာ။ဘာလို့လဲ။အမောင်ကနုဝါတို့တိုင်းပြည်ကိုလာခဲ့တဲ့သူရဲကောင်းပါလို့နုဝါပြောပြထားတာ။အရင်ကလာတဲ့သူရဲကောင်းတွေကိုကြတော့ဒီအချုပ်နောင်ကူစီမှာဘယင်ကြီးနဲ့တူနေထိုင်ကြဘူးပဲ။ဘယင်ကြီးရောသူ့ရဲ့နောက်ပါတွေရောသူတို့ကတိုင်းပြည်ကိုလာခဲ့တဲ့သူရဲကောင်းတွေမှမသိခဲ့ကြဘူး။အခုနုဝါလျှောက်လာမှဂျားလူအဖြစ်ပြောပြမှအားလုံးသိနာလဲကြတာအမောင်။စောရအမှန်တကယ်အံ့ဩသွားတယ်။ဘာလို့လဲဆိုတော့သူတို့လိုအရင်ကလာခဲ့ကြတဲ့သူတွေကိုရောနှက်ကောင်းနှက်မြက်တွေကတိုင်းပြည်ကိုကယ်တင်မှုစူးစမ်းနေတာတွေရောအခုချိန်ထိသူတို့သိရှိခြင်းမရှိတဲ့အတွက်ကြောင့်ပဲဟုတ်ပါတယ်တူမောင်ဒါကြောင့်ကျွန်ုပ်ကတူမောင်ကိုအစွမ်းကုန်ကုသပေးမှာပါပြီးတော့တူမောင်စီကိုဘယင်ကြီးလေးကြွလာပါလိမ့်မယ်ဒါနဲ့တမားတော်ကြီးပြောပါတူမောင်ဟိုကျုပ်လိုမျိုးလေဒီကိုအရင်ကလူတွေရောက်လာတယ်ဆိုအခုရောအဲ့ဒီလူတွေရှိသေးလားတမားတော်ထံကနေတုံ့ပြန်တမ်းမကြားရအောင်တမားတော်ဘာပြန်ဖြစ်ရမှမသိဘူးနုဝါထံလှမ်းကြည့်တယ်ဒီမှာတော့မြေအောက်ကဘာတစ်ခုလိုဖြစ်နေပြီးလူတွေအများကြီးရှိနေတဲ့အမောင်ပြီးတော့ရောက်လာတဲ့သူရောက်ထွက်တဲ့သူထွက်ဆိုတော့တမားတော်ကြီးကရှိမရှိကိုချက်ချင်းအဖေခတ်နေတယ်ဒါနဲ့အမောင်မေးတာဘာအတွက်ကြောင့်များလဲအရှင်ကလာတဲ့သူတွေအားလုံးကလေသူရဲကောင်းလက်ယုံကြီးပြည့်စုံသူတွေလေဒီတော့အခုသူတို့ရှိနေဆိုရင်ကျုပ်တို့အကျိုးအကြောင်းပြောပြပြီးအားလုံးတစုတစည်းတည်းပူးပေါင်းမယ်မိတ္တဗလာကိုတိုက်နိုင်မယ်လို့ကျုပ်ယူဆမိတယ်သူတို့ကမတွေးနိုင်တဲ့အချက်ကိုစောရတွေးမိနိုင်ခဲ့တယ်နုဝါရောတမားတော်ပါစောရစကားကြောင့်အလွန်ဝမ်းသာပျော်မြူးသွားတယ်ဟုတ်တယ်တူမောင်ပြောတဲ့စကားတိတ်ကိုအတိတ်ပဲရှိတယ်ကဲဗျာဒါဆိုရင်တော့ဒီကိုရောက်ရှိနေတဲ့အချုပ်နှောင်ခံသူရဲကောင်းတွေကိုရှာဖွေဖို့တမားတော်ရပဲလှုပ်ဆောင်ပေးနိုင်မလားသိရတာပေါ့တူမောင်ဒီကိစ္စကိုမင်းကြီးစီကိုလည်းကျွန်ုပ်တင်ပြမယ်ကဲပါအခုပဲသွားပြီးလှုပ်ဆောင်တော့မယ်တမားတော်ရချက်ချင်းပဲသူရဲကောင်းရှာဖွေဖို့ထွက်သွားတော့တယ်ငထွားတယောက်တည်းဆက်ရှောက်နေရင်အာယုံပြုတ်ချိန်တောတန်းတစ်ခုဖြတ်ကျော်မိရနဲ့တောက်ကြဟေးရောင်းရင်တို့ဟုတ်ပါဟိဒီဘက်ကအမီးတွေလဲစဟမူယူမြူးတူးနေတဲ့အတန်တွေငထွားရဲ့ခြေလမ်းတွေရှက်တန့်သွားတယ်ဒါဘာတွေဖြစ်နိုင်မလဲငထွားစဉ်းစားမိတယ်တန်တွေနားထောင်မှုအရလူတွေဖြစ်နိုင်တယ်ဒါပေမဲ့မိစ္ဆာတွေလည်းဖြစ်နိုင်တယ်တေးကြတာအားလုံးမူးနေတာအမှန်ပဲငထွားသတိထားပြီးရှေ့ဆက်သွားဖို့ဆုံးဖြတ်တယ်ဆုံးဖြတ်ချက်အတိုင်းပဲသတိထားပြီးရှေ့ဆက်ခဲ့တယ်တိုးတန်းလေးအလွန်ခင်တန်းလေးကိုအနှဲငယ်ဖြတ်ပြီးချိန်မှာအိမ်တွေရှိနေတဲ့နေရာစီကိုရောက်လာတယ်ဒီအခါအတန်တွေကပူပြီးတော့ကျဲလောင်လာတယ်အိမ်တွေကြားခြေချမိတာနဲ့လှမ်းကြည့်ပြီးတော့အိမ်တိမ်ရှိမှစပွဲတွေခင်းကျင်းထားတာမြင်ရပြီးယောက်ျားမိန်းမတချို့ပျော်ရွှင်စွာတောက်စားမူးယစ်နေကြတယ်လူသားတွေပဲဒါပေမဲ့စိတ်ထဲမှာလည်းအစိတ်နေမွေးပင်မှမျိုးပြအယောင်ဆောင်လှည့်စားမှုကိုလည်းသတိရမိတယ်ဒါကြောင့်အဲ့ဒီလူတွေကိုစိတ်ဝင်စားဟန်မပြုလျှို့ရှုပြီးလမ်းအတိုင်းရှေ့ဆက်တယ်အဲ့ဒီအိမ်ရှိကိုအရောက်ဟေးနောက်ကြီးဒီကတေးရတိတ်ကောင်းတယ်လာမီးစမ်းပါဦးတောက်စားနေသူတွေကတယောက်ကဆိုလာတယ်ငထွားအဲ့ဒီသူရဲ့စိတ်ကိုလှမ်းဖက်ကြည့်တယ်အဲ့ဒီသူကလည်းလူသားစင်စစ်ပဲနေပါစေကျုံမတောက်တတ်ပါဘူးပြောပြီးတော့လှည့်ထွက်ခဲ့တယ်အတော်လေးသွားပြီးတော့အိမ်တွေကုန်းလွန်ပြီးတောဆက်စီကိုပြန်ရောက်လာတယ်လူသွားလမ်းရှိပေမဲ့အသွားလာမတွေ့ရဘူးငထွားလမ်းအတိုင်းရှောက်ဝင်ခဲ့တယ်အဲ့ဒီချိန်အမလေးကဲကြပါဦးတောရန်လွန်တနေရာစီကမိန်းကလေးတယောက်ရဲ့အော်တန်ငထွားအတန်ကိုနားနဲ့ဆက်ဆက်ကြားမိတယ်သူသွားတဲ့မသွားတဲ့စဉ်းစားတယ်သူရောက်နေတဲ့နေရာမာယာများတဲ့နေရာဒါကြောင့်အခုဒါလှည့်စားမှုတက်တက်ဖြစ်နိုင်တယ်မသွားတော့လို့ငထွားဆုံးဖြတ်တယ်ပြီးရနောက်သူသွားဆရာရှိတဲ့လမ်းကိုပဲဆက်လှမ်းခဲ့တယ်ကဲကြပါဦးကြားဟိအတန်ထက်မှန်ထွက်ပေါ်လာတယ်ငထွားစိတ်ထဲအဲ့ဒီကြားမိစ္ဆာကောင်ဖြစ်မယ်လို့တွေးမိတယ်ဒါကြောင့်အဲ့ဒီနေရာကိုသွားကြည့်ဖို့ဆုံးဖြတ်ပြီး
လင်းမြန်စွာပြေးထွက်သွားတယ်ခဏအတွင်းမှာပဲအော်တန်ကြားရစီရောက်ခဲ့တယ်ဂျာကမားထိတ်တစ်ခုစီမှာမိန်းကလေးတစ်ယောက်ရက်နေတယ်သူနဲ့မျက်နှာချင်းဆိုင်မှာနီးကြောင်ကြောင်အစင်းနဲ့ကြီးမားတဲ့ကြားတစ်ကောင်ငထွားကြားရဲ့နောက်ကျောဘက်စီကိုရောက်ခဲ့ပြီးမိန်းကလေးနဲ့မျက်နှာချင်းဆိုင်ရဲ့ဖြစ်နေတယ်မိန်းကလေးကငထွားကိုမြင်တော့ဝမ်းသာသွားတဲ့ဟန်ဒါပေမဲ့ခဏသာရွှင်ပြပြီးရုတ်တရက်ထိတ်လန့်ကြောက်ရွံ့မှုတွေပြောင်းသွားတယ်အเจ้าကကြားရသူ့ရဲ့နောက်ကိုရောက်နေတဲ့ငထွားကိုသတိမမူမိပဲမိန်းကလေးထံကိုတိုးကပ်သွားတယ်ငထွားမိန်းကလေးကိုစိုးရိမ်သွားတယ်ဒီအချိန်မိုးကြိုးဓာတ်စီကနေတုန်ခါမှုငထွားသိလိုက်တယ်စိတ်ထဲကတေးချမဝေဖန်မသုံးသပ်တော့ပဲကြားကမိစ္ဆာဖြစ်မယ်လို့ယုံကြည်မိပြီးဟေးမိစ္ဆာကောင်မင်းတက်တိရှိရဆိုရင်ကလေးမကိုရမ်းမရှာနဲ့ကြားရဲ့ခြေလမ်းတွေတုံသွားတယ်ပြီးတော့အတန်ကြားရအောင်လှည့်ကြည့်တယ်ငထွားကိုမြင်တော့ရန်သူလို့သတ်မှတ်ပြီးဒေါသကြီးမန်းဖီပြီးတော့ခန္ဓာကိုယ်အနောက်ကိုညှုပ်ပြီးအာယူပြေးပြီးတော့ငထွားကိုခုံအုပ်တိုက်ခိုက်ဖို့ကြိုးစားတယ်ငထွားသူ့ထံပြေးဝင်လာတဲ့ကြားကြောင့်ဒေါသထွက်ပြီးမိုးကြိုးဓာတ်ကိုဆွဲထုတ်ပြီးတော့တရှိန်တို့ပြေးဝင်တယ်နှစ်ဖက်စုံချိန်မှာခုံအုပ်လာတဲ့ကြားရဲ့တိုက်ခိုက်မှုကိုငထွားကိုယ်လှိမ့်ရှောင်တယ်ပြီးတော့သူ့အပေါ်အရှိန်နဲ့ကျုံလွန်သွားတဲ့ကြားရဲ့ဝမ်းပိုက်ကိုဓာတ်နဲ့ပင့်ထိုးလိုက်တော့တယ်ကြားကနာကျင်စွာအော်ပြီးတစ်ဖက်ကိုခြေပြင်းလက်ပြကျသွားတယ်ငထွားမြေစီကလှိမ့်ပြီးဒူးထောက်အနေထားနဲ့ရှိနေပြီးတော့ကြားကိုမမိတ်မတုံအကဲခတ်တယ်ကြားကတေငယ်စောနဲ့ရုံရင်းဆန်ခတ်ရှိနေတယ်ဓာတ်ချက်ကြောင့်ဘိုက်ပွင့်ပြီးအဲ့ဒီနေရာဥရီထွက်ကြလာတယ်ကြည့်နေတဲ့အချိန်ကြားကရုံရင်းဆန်ခတ်ရင်ငြိမ်သွားတယ်ဒီအခါကြားရဲ့ကိုယ်ကနေအမဲရောက်အငွေတွေထွက်လာပြီးခဏအတွင်းပြက်ပြဲသွားတာတွေ့ရတယ်မိစ္ဆာတကောင်တော့ဇီဝင်ချုပ်ပြန်ပြီကျေးဇူးတင်ပါတယ်ဦးကြီးရှင်အနာကပ်ပြီးပြောလာတဲ့မိန်းကလေးရဲ့အတန်ငထွားလှည့်ကြည့်တော့မိန်းကလေးငယ်ကသူ့မနာမှာရောက်ပြီးတုန်လှုပ်စွာရှိနေတယ်မင်းကဒီနားရွာလားဟုတ်ပါတယ်ရှင်တုံတနီကဒီရွာပါရင်းရွက်ထွက်ကိုရင်းနဲ့ကြားနဲ့တွေ့လို့ကိုတေလူလို့တော့ထင်ခဲ့တာဒီဟာဦးကြီးတမကင်တော့တုံတနီထင်ထားတာတွေတကယ်ဖြစ်တော့မှာအပေါ်ပေါင်းနေလာရင်တော့မင်းဘာမှဖြစ်မှာမဟုတ်ဘူးအခုတော့မဖြစ်တင်တာတွေဖြစ်တော့တယ်နောက်ပြီးမင်းသိထားမှအခုကြားရိုးရိုးကြားမဟုတ်ဘူးမိစ္ဆာရဲ့အစေပါးတွေတည်းကတကောင်နောက်တစ်ခါဆိုရင်အဖော်ပေါင်းနေလားကြားလားဂယုဏဒေါသနဲ့ပြောမိရဲ့စကားလေးတန်းမှသွားတယ်ဒါကြောင့်ထင်တယ်မိန်းကလေးငယ်ထန်းကနေရှိုက်တန်ထွက်ပေါ်လာတယ်ငထွားရုတ်တရက်ကြောင်အန်းသွားတယ်မင်းဘာလို့ငိုရလဲမိစ္ဆာတို့အကြောင်းတွေးမိလို့ပါအစာတုံတန်နီတို့ရွာအရှင်တော်ကဘာသာတရားကိုင်းဆိုင်တာလို့အဖွားကပြောဘူးတယ်ဒါပေမဲ့မိစ္ဆာတိုင်းပြည်ကိုသိမ့်ပိုက်ပြီးတဲ့နောက်မှာတိုင်းပြည်လုံးကလူတွေကသဲကံပြက်ကုန်နေတဲ့ပြီးတော့တုံတန်နီငငယ်ကလေရွာအောင်မိစ္ဆာတွေဝင်ခဲ့ပြီးတုံတန်နီရဲ့မိဘတွေကိုတတ်သွားကြတယ်အဲ့ဒီနောက်ပိုင်းရွာယောက်ျားတွေအကုန်လုံးကသူ့ရွာသမားတွေဖြစ်ကုန်တယ်ပြီးတော့မိစ္ဆာတွေကလည်းအဲ့ဒီတည်းကမလာတော့ဘူးအခုမိစ္ဆာတွေပြန်ရောက်လာပြီဆိုတော့တုံတန်နီကြောက်လို့ပါပြီးတော့တုံတန်နီမှာအဖို့ပေါင်းလည်းမရှိပါဘူးရှင်ဒါကြောင့်မင်းတို့တရွာလုံးကလူတွေတည်ရည်ကိုအယူမှုတောက်နေကြတာဟုတ်မိစ္ဆာရဲ့စက်ကွင်းတစ်ခုခုမိခဲ့ပြီးထင်တယ်ဒါနဲ့မင်းကအဖွားနဲ့နေရလားဟုတ်ပါတယ်ဒါဆိုမင်းဖွားမျှော်နေတော့မယ်ပြန်ကြည့်တော့ငါလည်းခီးဆက်စရာရှိသေးတယ်ဟုတ်တုံတန်နီမပြန်ရဲဘူးကြောက်တယ်တုံရင်စွာပြောလာတဲ့မိန်းကလေးကြောင့်တနာစိတ်အရင်ခံရှိတဲ့ငထွားလိုက်ပို့ပေးဖို့ဆုံးဖြတ်တယ်မိန်းကလေးကိုလိုက်ပို့ပြီးမှသူ့သွားလို့ရဆက်သွားဖို့တွေးမိတယ်မပြန်ရဲဘူးဆိုရင်လည်းမထူးပါဘူးငါပဲလိုက်ပို့ပေးမယ်ကဲသွားမယ်ငထွားစကားကြောင့်မိန်းကလေးပျော်ရွှင်အားတက်ပြီးခေါင်းတွင်ငိမ့်တော့တယ်ဒီနောက်တော့နှစ်ယောက်သားအဲ့ဒီနေရာကနေရွာဘက်စီဦးတီပြီးထွက်သွားကြတယ်အဲ့ဒီကပားစုံစီကသူတို့ထွက်သွားပြီးနောက်မှာတော့ခုနငထွားရဲ့လက်ချက်ကြောင့်တေဆုံးခဲ့တဲ့ကြားသေးရလေးလင်းမှအမှုံမွားဖြစ်တမြည်မြည်ပြောက်ကွယ်သွားတော့တယ်ရွာရဲ့အစွန်ပိုင်းစီမှာရှိတဲ့တုံတနီမိန်းမငယ်ရဲ့အိမ်စီကိုရောက်ခဲ့ပြီးအိမ်လေးကတော်တန်ခန့်ထည်ပြီးတစ်သားနဲ့တိဆောက်ထားတယ်ကဲရောက်ပြီဆိုတော့ကျုပ်သွားတော့မယ်အိမ်ထဲတော့ခဏဝင်ပါအောင်လားရှင်ကျေးဇူးရှင်ကိုအေဝေပြုတ်ကျင်လို့ပါနေပါစီတုံတနီငါခီးဆက်စရာရှိသေးတယ်ခဏလေးပါရှင်ခဏပဲဝင်ပါနော်အဖွားချန်တိတ်စီကနေတုံတနီလှမ်းခေါ်တယ်ဟေးတုံတနီနာအိမ်စီကအမေကိုတယောက်ဆင်းလာရင်မေးတယ်ဟုတ်ပါတယ်ဖွားတုံတနီကသူ့အဖွားကိုဖြေပြီးရနဲ့ငထွားဘက်ကိုလှည့်ပြီးအဖွားကမျက်စိမကောင်းတော့ဘူးကျေးဇူးရှင်ရဲ့ကတူတူလေးပြောတယ်ငထွားကမြေးဖွားနှစ်ယောက်ကိုကြည့်ပြီးဘာမှပြန်မပြောဘူးဒီကလေးမနဲ့ခြံနဲ့ဝင်စရာရှိတာမဝင်ပဲအော်နေရတယ်လို့ဧည့်သည်ပါလာလို့အဖွားရဲ့ဧည့်သည်ပါလာတယ်ဘ
ဘယ်ကဧည့်သည်လဲဟိုခီးသွားတယောက်ပါဘွာလောက်ပါတကားဖွင့်မအောင်အထက်ရောက်မှအကျိုးအကြောင်းပြောပါမယ်ဒီနောက်အိမ်ထဲကိုရောက်တော့တုံတနီကအဖွားဖြစ်သူကိုအကျိုးအကြောင်းပြောပြတယ်အဖွားရဲ့မြေးမလေးကိုကဲတင်ပေးတာတိတ်ကျေးဇူးတင်ပါတယ်မောင်ဒါနဲ့ဘယ်သွားမလို့လဲငထွန်းမပြေခင်အဖွားကတစ်ဆက်တည်းမှာပဲဟဲ့တုံတနီသွားရွာထဲသွားစီဒီဟာကျေးဇူးရှင်အတွက်စားစရာတစ်ခုခုရှာဝယ်ခဲ့ပြီးပါစီဗျာအိုးကျေးဇူးရှင်ရလေအမြဲပဲငင်းဆန်နေရပဲရှောက်ပြီးမှတော့တစ်ခုခုစားသွားရမှာပေါ့အဖွားတုံတနီရွာထဲသွားလိုက်အောင်မယ်နော်ပြောပြီးတော့ချန်ပီယံပြေးထွက်သွားတယ်အဖွားထင်တာမလွဲဘူးဆိုရင်တော့ဒီမောင်ကမိတ္တဗလာစီသွားမယ်သူရဲကောင်းထင်တယ်ငထွန်းအနေငယ်အံ့ဩသွားတယ်ဟုတ်ပါတယ်ဖွာအစောရထင်တော့ထင်မိသားဘာပဲဖြစ်ဖြစ်တိုက်တိုက်ဆိုင်ဆိုင်ညီမလေးကိုကဲပေးတာတိတ်ကိုကျေးဇူးတင်မိတယ်ဒီအတွက်နဲ့ပဲအဖွားကဒီမောင်ကိုမိတ္တဗလာကိုနှိမ်နင်းရမှအသုံးပြုဖို့အတွက်နီးလန်းတစ်ခုအကူအညီပေးပြီးနောက်ထပ်အကူအညီတစ်ခုလောက်တောင်းပေးရစီဗျာဒီမောင်နားရှုပ်သွားပြီထင်တယ်ဒီလိုဆိုရင်တော့အဖွားအမောင်အတိတ်ကလျှို့ဝှက်ချက်အကြောင်းပြောပြမှနားလည်ပြီးတော့မယ်ပြောပြပါအဖွားတကယ်တော့အဖွားနန်းတွင်အထိန်တော်ကြီးပါပဲမောင်တုံတနီဆိုတာမေဆာသူရိဆာမင်းရဲ့သမီးတော်မင်းသမီး9ယောက်အနက်အထွေဆုံးသမီးငယ်လေးပေါ့ဒီနာအဖွားကအတိတ်အကြောင်းပြန်လဲပြောပြလာတော့တယ်ဘာသာတရားအလွန်ကိုင်းဆိုင်ရိုသေပြီးစီးပွားရေးအလွန်ကောင်းတဲ့ရွှေမြို့တော်ကြီးနေအိမ်နှုတ်သုံးဆောင်တွေအားလုံးနှိပါရွှေအတိပြီးတဲ့အထိပဲကျွဲဝကြတယ်အဲဒီရွှေမြို့တော်ရဲ့နာမည်ကမဟာသူရိဆာတဲ့ရွှေမြို့တော်ကြီးနဲ့ပတ်သက်ပြီးအရာအားလုံးအတိအကျပြောရရင်မြို့တော်ဆိုတာထက်တိုင်းပြည်အငယ်စားလို့ဆိုရင်ပုံမှန်ပဲတိုင်းပြည်ကိုအုပ်ချုပ်သူကမေဆာသူရိဆာဘုရင်ရှင်ဘုရင်ကြီးကမြတ်ဗုဒ္ဓဟောကြားတော်မူတဲ့ပြီးရကတ်3ပုံကိုအာကုံဆောင်နိုင်တယ်တတိုင်းပြည်လုံးရှင်ဘုရင်ရဲ့ဩဇာအာဏာစက်အောက်မှာဘာသာရေးကိုအထူးအလေးထားပြီးနေစဉ်8ပါးသီလလုံအောင်စောင့်ထိန်ကြတယ်သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုဒီဗတ္တကဘာရဲ့နောက်ဆုံးပွင့်တော်မူမဲ့အရိမတ္တယဘုရားရှင်ထံလှူဒန်းပြီးဘုရားရှင်ကိုမြတ်ဝါထင်ထင်ဖူးမြော်နိုင်ကြဖို့အားလုံးကရည်တမ်းထားကြတယ်ဒါအပြင်သီလချုံတဲ့အတွက်လူသက်တမ်းကလည်းနေစီကံကုန်သိဆုံးတာလွယ်ပြီးသိဆုံးမှုမရှိသလောက်ပဲတတိုင်းပြည်လုံးကငြိမ်းချမ်းသာယာပြီးစစ်မှတ်ဘေးအန္တရာယ်ဆိုတာလေရှိမလာနိုင်တဲ့အတွက်စစ်မှတ်ရေးရအောင်လာလာမဆိုင်လို့အားလုံးကတတ်မှတ်ပြီးတိုင်းပြည်တစ်ခုလုံးမှာစစ်တပ်ဆိုတာလုံးဝမထားဘူးဒါကြောင့်ပဲအထက်နှက်ကောင်းနှက်မြက်တွေကမြို့တော်ကိုတာမန်လူတွေမမြင်တွေ့နိုင်စေဖို့ကွယ်ဝှက်ထားကြတယ်။နှက်တွေရဲ့ကွယ်ဝှက်မှုကြောင့်ရှင်ဘုရင်အပါဝင်မြို့သူမြို့သားတွေကတရားပါဝနာကိုအရင်အထက်ပုံမူပြီးအေးချမ်းစွာလှုပ်ဆောင်နိုင်ကြတယ်။ဒါပေမဲ့တခုသောနေ့တစ်နေ့မှာတော့ရှားတီဥရုမျှတတင်တင်တဲ့မြို့တော်စီကိုတိမ်မဲတွေလွင့်မျောလာတယ်။အဲ့ဒီတိမ်မဲတွေကတမျိုးလုံးတစ်တိုင်းလုံးလွှမ်းအုပ်သွားတယ်။တိမ်မဲရဲ့အုံလွှမ်းမှုခံရပြီးရနေနေရအနှံ့မှာမိုးတွေတဲထန်စွာရွာသွန်းတယ်။လေပြင်းမုန်တိုင်းတွေတိုက်ခတ်တယ်။ဒါအပြင်ကောင်းကင်မဲမဲစီမှာလည်းမိုးကြိုးလျှက်စီးတွေတဝင်းဝင်းမိုးရ3ရက်ခန့်တဲထန်စွာရွာသွန်းတယ်။အဲ့ဒီနေရာမှာမိုးကြီးမှုကြောင့်ရေလွှမ်းရတဲ့အထိပဲလေပြင်းတွေကလည်းအဆက်မပြတ်ပဲအဲ့ဒီဖြစ်ရကတိုင်းပြည်ရဲ့တက်တန်းတစ်လျှောက်တခါမှမကြုံဘူးတဲ့ဆိုးရွားလှတဲ့ဘေးဒဏ်ပဲဒီအဖြစ်ပြက်ကြောင့်တိုင်းသူပြည်သားတွေစိုးရိမ်ကြောက်ကြစိတ်ကြောင့်အရင်လိုဘာဝနာတရားမပွားများနိုင်ဘူးအချို့အိမ်တွေမှာရေလွှမ်းခြင်းခံရပြီးရိတ်ခါပြတ်တတ်မှုကြောင့်ရေအလင်းမှာပါဝင်တဲ့အသားငါးတွေကိုဖမ်းယူစားတော့တော့တိနာကျိုးပေါက်ကုန်တယ်မိုးက9ရက်9လီပြင်းထန်ရွာပြီးတိခင်နဲ့တိတ်သွားတယ်မိုးတိတ်တာနဲ့တိမ်မဲတွေရုတ်တရက်ကင်းစင်ပြီးအလွန်ပြင်းပြတဲ့နေအပူဒဏ်ကိုခံစားရတယ်ဒါကြောင့်တိနာလုံးသူအချို့ထပ်မံပြီးကျိုးပေါက်ကြပြန်တယ်တိုင်းသူပြည်သားတွေထံကနေတိနာတွေကျိုးပေါက်ကုန်တော့အရင်ကရွှေရောင်တောက်ပဖုံးလွှမ်းနေတဲ့မြို့ပြကြီးကအယောင်မှိမ့်မိန်လာတယ်ပြည်သူအလုံးကဝမ်းရည်ထက်ဘယ်အရာမှမခန့်လို့ပြီးမို့လုပ်ငန်းခွင်ကိုပူပန်မှုတွေနဲ့ဝင်ကြတော့တိနာတရားမေ့လျော့ကုန်တယ်အဲ့ဒီဖြစ်ရတွေကတလတာခန့်အတွင်းမှာလင်းလင်းမြန်မြန်ဖြစ်ပွားခဲ့တာတလပြည့်တဲ့နေ့အဲ့ဒီနေ့မှာတော့တိုင်းပြည်ကိုကုံသေးတစုရောက်လာတယ်ကုံသေးတွေကဘယ်ကဘလို့ကွယ်ဝက်တဲ့မျိုးပြစီကိုရောက်လာလေဘယ်သူမှမသိနိုင်ဘူးကြက်တဲနေချိန်မှုစိတ်နဲ့မဝင်စားမိကြဘူးကုံသေးရီစီမှာလိုအပ်တဲ့စားသောက်ကုန်တွေအထည်လိပ်တွေပါဝင်တယ်ဒါအပြင်အရှာအလုံးကထူးခြားတာကုံသေးတွေကိုဥဆောင်လာတဲ့မိတ္တဗလာအပါအဝင်လာရောက်ရောင်းချတဲ့ကုံသေးအားလုံးကရုပ်စင်းယူဝကအလွန်တင့်တယ်အစပိုင်းကုံသေးတွေကနေဆက်စီကနေရာဒေသတွေမှာရောင်းချကြတယ်ဒါပေမဲ့တိတ်မကြခင်သူတို့ရဲ့တရင်က
ရွှေနန်းတော်စီပေါက်ရောက်ပြီးခက်ခဲနေတဲ့အခြေအနေမှုနန်းတွင်းစီရတော့အဲ့ဒီကုန်းသည်တွေကိုဝမ်းသာအားရကြိုဆိုမိတယ်။ရွှေနန်းတော်ဟာကုန်းသည်စီကကုန်ပစ္စည်းတွေကိုရှားသလောက်အကုန်ဝယ်ယူပြီးတတိုင်းပြည်လုံးစီကိုဖြန့်ကျက်တယ်။နောက်ထပ်လိုအပ်တာတွေကိုလည်းကုန်းသည်တွေကိုမှားတယ်။ကုန်းသည်တွေကတိုင်းပြည်စီကိုဝင်ကြီးထွက်ချီပဲ။သူရိစတိုင်းသားတွေကသူတို့ကောင်းစိတ်ကိုကြာရှည်မွေးခဲ့သူတွေမို့မိတ္တဗလဥဆောင်တဲ့ကုန်းသည်အဖွဲ့ရဲ့ရုံမာတဲ့အကြံစီကိုမသိနိုင်ဘူးမတွေးတော့နိုင်ကြဘူးတွင်းထဲကမွေးကောက်ဤဖြောင်းဤမသိနိုင်ပဲစုံလုံးကန်ရှုံမိတယ်ဒါပဲသူတို့အတွက်မဟာအမှားပဲဖြစ်တော်တယ်ရှင်ဘရင်အပါဝင်တိုင်းသူပြည်သားအားလုံးကကုန်းသည်ရီစီကနောက်ဆုံးဝယ်ယူလိုက်တဲ့စားစရာတွေကိုစားသုံးပြီးတဲ့နောက်ညဘက်မှာအားလုံးနှစ်ချိုက်စွာအိမ်မောကြကုန်တယ်နောက်နေ့မနက်မိုးလင်းတဲ့အချိန်မှာတော့တတိုင်းပြည်လုံးအလွန်ဆိုးရွားတဲ့အခြေအနေကြုံရတယ်ရွှေနန်းတော်မှာရှိတဲ့ရှင်ဘရင်ရဲ့အပါဝင်လူသူအားလုံးကရွှေစင်ရုပ်ထုငယ်တွေအဖြစ်ပြောင်းလဲသွားတယ်။တိုင်းသူပြည်သားတွေကပုံမှန်ပြန်လဲနိုးထားကြပေမဲ့အတိတ်ကအကြောင်းအရာတွေမေ့ကုန်တယ်။ဒီအချိန်မှာမိတ္တဗလတိုင်းပြည်ကိုသူ့အုပ်ချုပ်ပြီးဖြစ်ကြောင်းရှင်ဘရင်ကသူ့သားဖြစ်ကြောင်းကြေညာပြီးတိုင်းပြည်ကိုမာယာဝင်ကတ္တ9မျိုးနဲ့ကာရံပြီးရှင်ဘရင်အပါဝင်ရွှေစင်ရုပ်ထုတွေကိုနမင်းကျိန်စာမြည်သောလှိုင်းကူစီမှာဖန်စီထိမ့်သိမ့်ခဲ့တယ်။ရွှေစင်ရုပ်ထုတွေကလှိုင်းကူအတွင်းလျှောက်တော့ပုံမှန်တိုင်းလူတွေပြန်ဖြစ်ကုန်တယ်။လှိုင်ကူကထွက်တာနဲ့အလိုလိုရွှေရုပ်ထုတွေဖြစ်သွားတော့တယ်။အဲ့ဒီဖြစ်ရက်တွေစီမှာဘသူမှမသိအောင်လူမြောက်သူ2ယောက်ရှိတယ်။သူတို့ကကုန်းသည်ရီထမ်းအစားအသောက်ကိုမစားတောက်ခဲ့တဲ့ဘရင်ကြီးရဲ့သမီးအထွေးဆုံးနိုးဆုအရွယ်သမီးငယ်3တန်တီနဲ့သူ့ရဲ့အထင်းတော်ကြီးမုထိတ်သားတို့ပဲ။မုထိတ်သားအဲ့ဒီည3တန်တီနေထိုင်မကောင်းနေတဲ့အတွက်ကြိုးစားပြုစုရင်ညစာလွတ်ခဲ့တယ်။နောက်နေ့မနက်မိုးတောက်လို့အလင်းရောက်တော့အထင်းတော်ကြီးမုထိတ်သားအဖြစ်ပြက်အားလုံးမြင်ပြီးအလွန်ဝမ်းနဲ့ထိတ်လန့်ပြီးတော့3တန်တီကိုခေါ်ပြီးရွှေနန်းတော်ရဲ့အနောက်ဘက်စီထွက်ပြေးခဲ့တော့တယ်။ဒါတွေအားလုံးကအမှန်ပဲလား။အမှန်တွေပါ။ဒါဆိုအဖွားကလွတ်မြောက်ပြီး3တန်တီရဲ့မိခင်ကဘာလို့မလွတ်တာလဲ။အဲ့ဒါမေးတဲ့နဲ့မေးကုန်ပါ။ဘာလို့လဲဆိုတော့3တန်တီအမေကမိရင်းထဲမှာပဲကန်တော်ကုန်ခဲ့တာ။ဒါကြောင့်မို့သူ့မှာနှုတ်ထိန်အမေပဲရှိတယ်။သူကလည်းအဲ့ဒီညာမလာနိုင်တဲ့အတွက်အဖွားပဲ3တန်တီဘေးမှာရှိနေခဲ့တာ။ဒါနဲ့အဖွားမရှင်းတာလေးရှိနေတယ်။ဘာများလဲ။အခြားတော့မဟုတ်ပါဘူး။အဖွားပြောပုံအရာဆိုရင်မိတ္တဗလာတိုင်းပြည်ကိုသိမ်းတာနှစ်တွေအတော်ကြာခဲ့ပြီ။အနည်းဆုံးရှားကနန်းတော့ကမယ်မထင်ဘူး။ဒါပေမဲ့အခု3တန်တီကကလေးသားသားအရွယ်ပဲရှိနေတယ်။ဒါလား3တန်တီရဲ့ခန္ဓာအခုလိုသက်တမ်းမှာတည်နေဖို့အတွက်အဖွားပဲသစ္စာပြုခဲ့တာ။ဘာလို့လဲဆိုတော့အဖွားတို့နန်းဆောင်ကထွက်ပြီးသိမ့်မကြဘူး။မိတ္တဗလာ3တန်တီလွတ်သွားတာကိုသိပြီးလိုက်ရှာတယ်။ခုချိန်ထိရှာနေစေ။ဒါကြောင့်သူတို့ဘက်ကသက်တမ်းချိန်နဲ့ချိန်ထိုးပြီးတွက်မရအောင်လို့3တန်တီကိုဒီအရွယ်မှာမြဲစီဖို့အဖွားသစ္စာပြုခဲ့တာ။မိတ္တဗလာလက်ကတိုင်းပြည်လွတ်မြောက်ရင်တော့3တန်တီကမူလအတိုင်းပြန်ဖြစ်သွားမှာ။သစ္စာရှိတဲ့အထင်းတော်ကြီးအတွက်ငထွားစိတ်မကောင်းဖြစ်မိတယ်။ဟုတ်ပါပြီဖွာ။ဒါနဲ့ဘာဆက်ဖြစ်လဲပြောပါဦး။အမောင်ကိုကူညီပေးနိုင်မယ့်အကြောင်းဆက်ပြောပြမယ်။ဒီလိုနဲ့တိုင်းပြည်ကမိတ္တဗလာလက်အောက်မှာအရာအားလုံးပျက်စီးခဲ့တယ်။ဒါပေမဲ့ပြေးလွှားရင်းနဲ့ကံကောင်းတာတစ်ခုနဲ့ကံဆိုးတာတစ်ခုအဖွားသိခဲ့ရတယ်။ဒါကနမိတ်ပြကြောက်ဆောင်ပဲ။အဖွား3တန်တီနဲ့အတူပြေးရင်းဝိတ္တဝန္တာတောကိုရောက်ခဲ့တယ်။အဲ့ဒီမှာနတ်တစ်ပါးရဲ့ညှို့ပြမှုအရာနမိတ်ပြကြောက်ဆောင်စီအဖွားရောက်ခဲ့တယ်။နမိတ်ပြကြောက်ဆောင်စီမှာတိုင်းပြည်ရဲ့နမိတ်ချို့ထင်ဟပ်နေတာကိုလည်းအဖွားမြင်ခဲ့တယ်။နမိတ်ပြကြောက်ဆောင်ရဲ့ဖော်ပြချက်အရမိတ္တဗလာကိုနှိမ်နင်းမှုနဝရ9သွယ်ပေါင်းစုရမယ်။အဲ့ဒီကနေထွက်လာမဲ့တိတ်တီအစွမ်းနဲ့မိတ္တဗလာကိုနှိမ်နင်းနိုင်မယ်တဲ့။နဝရ9သွယ်က3တန်တီတို့မင်းသမီး9ပါးစီမှာတစ်ခုစီရှိကြတယ်။အဖွားပြောတဲ့ကံကောင်းမှုဆိုတာနဲ့အမောင်ကူညီနိုင်မယ်ဆိုတာအဲ့ဒါပဲ။ကံဆိုးမှုကတော့သူ့ကိုနှိမ်နင်းရမှာဒီတိုင်းပြည်ရဲ့ပြင်ပစီကသူပါပဲနှိမ်နင်းနိုင်မယ်။ဒါကတော့မိတ္တဗလာမိထားတဲ့ကျိန်စာတစ်ခုအရာပဲ။ဒီတစ်ခါမှာတော့အဖွားနီးလန်းသိပေမဲ့နှိမ်နင်းခွင့်မသားတဲ့အတွက်ဒါကိုကန်ဆိုးမှုလို့မှတ်ယူခဲ့တယ်။နောက်ပိုင်းကျတော့အဖွားဘာမှမတက်နိုင်တဲ့အတွက်ဒီအကြောင်းတွေမှတ်သားပြီး3တန်တီကိုပဲဂရုစိုက်ပေးခဲ့တယ်။ပြီးတော့သူတို့ရဲ့ရှမ်းကနေလွတ်မြောက်ဖို့ဘသူမှထင်မှတ်မထားတဲ့ဒီသူရတော်ဝင်ကတ္တစီမှာခိုလုံပုံအောင်နေခဲ့တာ။ဒီကြားထဲမှာပဲအမောင်တို့သူ့ရဲ့ကောင်းတွေလာကြပြီမဲ့မယုံရဲလို့ဖွင့်ဟမပြောခဲ့ရအောင်။အခုဒီမောင်ကိုတော့အဖွားရှုံးကြည့်တယ်။
ဘာလို့လဲဆိုတော့တုံတန်ဒီကိုမိစ္ဆာလက်ကကဲတင်ခဲ့တယ်မို့လားအခုဒီမကိုပြောပြတဲ့အကြောင်းအရာတွေကိုတုံတန်ဒီလုံးဝမသိဘူးတမင်မသိစေချင်လို့သူ့လေးကိုအဖွားအကြောင်းပြပြီးပထုတ်ခဲ့တာသူ့ကိုအခုနေမှဒီအကြောင်းတွေမသိစေချင်ဘူးအခုနေသိသွားရင်ရှားလက်ကတမျိုးပြောင်းသွားနိုင်တယ်ရွာရဲကသူ့အတွက်အနေရမရှိနိုင်ဘူးလားအခုလက်တလုံးမှာတော့သူ့ကိုမင်းသမီးဖြစ်မှန်းသိကြမယ်မထင်ဘူးသူပြန်လာတဲ့အခါကျရင်တော့ဒီမောင်သူ့ကိုခေါ်သွားပေးပါလန်ခီမှာအသက်နဲ့လဲပြီးကကွယ်စောင့်ရှောက်ပေးပါလို့အဖွားအကူကြီးတောင်းလိုပါတယ်ကျုပ်သူ့ကိုမှဲ့တဲ့ပေါက်မစွန်းစီအောင်စောင့်ရှောက်ပြီးခေါ်သွားပါမယ်ဒါနဲ့အဖွားမလိုက်ဘူးလားအဖွားအသက်ကြီးပြီမို့ခရီးဖင်နိုင်တဲ့အတွက်မလိုက်တော့ဘူးဒီမှာပဲနေခဲ့ဖို့ဆုံးဖြတ်ထားတယ်ရော့ဒီမောင်ဒီကြုံလေးထဲမှာတုံတန်ဒီပိုင်တဲ့ပလင်းရှရနာရှိတယ်နဝရဲကိုးသွဲတွေကတခုပေါ့ဟိုရောက်လို့သူတို့မိသားစုစုံရင်ဒီရှရနာကိုပြလိုက်ပါအထင်းတော်ကြီးပေးလာတဲ့ရွှေကျုပ်ကိုငထွားလက်ခံယူတယ်ဒီအချိန်အဖွားခြံဝတ်စီကအမော်ရကောပြေးလာတဲ့တုံတန်ဒီငထွားကိုအထင်းတော်ကြီးပါစိုးရိမ်စွာလှမ်းကြည့်မိတယ်ဘာလို့လဲတုံတန်ဒီဟိုရွာရဲကလူတွေစိတ်ဖောက်ပြန်ကုန်ပြီဒုတ်တွေဓာတ်တွေနဲ့အချင်းချင်းတက်ကုန်ပြီကြံနေတဲ့သူတွေစုဝေးပြီးမဲမြင်လိုက်တန်နေတာသမီးတော်သူတို့မသိအောင်ပုံရင်းနဲ့ပြေးလာတာသူတို့မိစ္ဆာစိတ်ဝင်သွားကြပြီကဲမဖြစ်တော့ဒါဆိုရင်ဒီမောင်တို့ဒီကနေအမြန်သွားကြတော့သူတို့အဖွားခဏထိမ့်ပေးထားနိုင်လောက်တယ်အမြန်ဆုံးဝေးရှောင်းသွားပါငထွားခေါင်းငိမ့်လိုက်တယ်တုံတန်ဒီကနားမလဲတဲ့အတွက်ကြောင်အန်းဖြစ်နေတယ်ကဲသွားစုတုံတန်ဒီအဖွားဘာလို့လဲသမီးကဘာလို့လိုက်သွားမှာလဲဟင်းသမီးအဖွားကိုမထားခဲ့နိုင်ဘူးမလိုက်နိုင်ဘူးတုံတန်ဒီကအဖွားကိုပြေးဖက်ပြီးတော့ငိုတယ်ဒီအခါထိန်းတော်ကြီးကမျက်ရည်တွေစီးကြပြီးတုံတန်ဒီကိုဖက်ပြီးတော့မဟုတ်ဘူးကလေးသူ့နောက်ကိုလိုက်သွားပါကလေးရဲ့မိဘတွေစီသူပြန်ပို့ပေးလိမ့်မယ်ဒီအခါကျရင်အရှာအားလုံးနားလည်သွားပါလိမ့်မယ်မိဘလို့ဆိုတဲ့အတွက်တုံတန်ဒီရုတ်တရက်အငိုတိတ်သွားတယ်အဖွားသမီးမမိဘတွေရှိတယ်ဟုတ်လားအထိန်းတော်ကြီးကမျက်ရည်ကြားနေခေါင်းငိမ့်ပြတယ်ဟုတ်ပါတယ်ကလေးမမိဘတွေရှိတယ်ဒါကြောင့်လိမ့်လိမ့်မမနဲ့သူ့နောက်ကိုလိုက်သွားပါကွယ်အဖွားလိမ့်နေတာမို့လားသမီးမလိုက်ဘူးအဖွားမလိမ့်ပါဘူးကွယ်အရင်ကသာလိမ့်ညာခဲ့တာအခုပြောတာတွေကအမှန်တွေပါအမှန်တွေဆိုရင်အဖွားပါလိုက်ခဲ့လေတုံတန်ဒီတယောက်တည်းလိုက်မသွားနိုင်ဘူးကဲမြေလိုက်သွားပါတော့မဟုတ်ရင်အဖွားကိုတက်သေးလိုက်ပါနော်အထိန်တော်ကြီးကတုံတန်ဒီကိုတွန်းဖယ်ရင်လက်ထက်ကတောင်ဝေးချုံနဲ့ရင်ဝါကိုပြန်ထောက်ပြီးပြောတော့တုံတန်ဒီချုံပွဲချံကိုတော့တယ်ဒီအချိန်လာဟေးမြက်လာဒီအတန်တွေကိုကြားလိုက်ရတယ်ဒီမောင်အထိန်တော်ကြီးကငထွားကိုခေါ်ရင်တုံတန်ဒီကိုတခုခုလှုပ်ဖို့မျက်စာပြစ်ပြတယ်ငထွားမဖြစ်တာတဲ့အခြေအနေကြောင့်တုံတန်ဒီရဲ့ကုတ်ဘူးသူ့ရဲ့လက်ဝဲဆောင်နဲ့ခက်ဆက်ဆက်ရိုက်ချတယ်တုံတန်ဒီပျော့ခွေလဲသွားတဲ့ချိန်ငထွားစီးကြိုပွေပြီးပခုံးထက်ထမ်းတင်လိုက်တယ်ဒီအချိန်ရွာသူရွာသားတွေသူတို့ရှိရာကိုအုပ်လိုက်ကြီးလာနေတာမြင်ရတယ်အနောက်တကားကနေသွားကြည့်တော့ကလေးမကိုတိတ်ချစောင့်ရှောက်ပေးပါငထွားခေါင်းငိမ့်ပြပြီးအထိန်တော်ကြီးညွန့်ပြတဲ့အနောက်ဘက်ကိုပြေးထွက်တယ်ငထွားချမ်းပြင်လျှောက်ပြီးနောက်တောဆက်ကိုခြေချမိရနဲ့ကြံရိတ်ခဲ့တဲ့အထိန်တော်ကြီးစီကနေဝုန်းကနေပောက်ကွဲတန်တခုကျင်းလောင်စွာထွက်ပေါ်လာတော့တယ်အတော်ကြောင်သွားပြီးတော့အနောက်ကတန်တွေမကြားရတော့စမ်းချောင်းတစ်ခုနားမှာတုံတန်ဒီကိုအသာချပြီးငထွားလေးခြေပြင်းလက်ပြထိုင်ချလိုက်တယ်ရေးစားလာမှုခံစားရလို့ငထွားစမ်းချောင်းစီကိုဆင်းပြီးလက်ခုပ်နဲ့အာပါတရာခတ်တောက်တယ်ဟာရင်ထဲကိုအေးသွားတာပဲစမ်းရည်ရဲ့အေးမြတဲ့အရာတာကိုခံစားမိရင်ငထွားနောက်ထပ်တောက်ပြန်တယ်တကယ်တော့အဲ့ဒီစမ်းရည်ကသူ့ရာတော်ရဲ့အနက်အရာတာမဲ့တဲ့သူ့ရာရည်ပဲဖြစ်တော့တယ်ဒါကြောင့်ငထွားသူ့ရာရည်ဖြစ်ကြောင်းမသိနိုင်ခဲ့ဘူးဒီအချိန်ကျေးဇူးရှင်ရေကိုမတောက်ပါနဲ့တားမြစ်တန်ကြောင့်ငထွားကြည့်ပြီးတော့ဘယ်ချိန်ရတရိယာနေမှမသိရဲ့တုံတန်ဒီကသူ့ကိုရေမတောက်ဖို့စိုးရင်တကြီးတားမြစ်တယ်ရှင်ရေတောက်လိုက်ပြီလားဘာလို့လဲတုံတန်ဒီအဖွားကတုံတန်ဒီကိုအရင်တည်းကတားထားတာဘာကြီးကြောင်လဲတော့မသိဘူးဒါပေမဲ့အဖွားပြောတာအိမ်ရရေမဟုတ်ရင်အခြားရေတွေကိုလုံးဝမတောက်နဲ့တဲ့အစိတ်မီးတက်တယ်လို့ပြောတယ်ဟုတ်လားငထွားလေးရေထဲကနေအမြန်ပြန်တက်လာတယ်ကန်းစီကိုရောက်တော့ရုတ်တရက်သူ့ရဲ့ခေါင်းနဲ့မူးနောက်ရီဝေတဲ့ခန်းစားချက်ခန်းစားရလို့ခေါင်းကိုဖိကင်ထားမိတယ်မြင်သမျှအိုးထိတ်ဆက်ပမှာချလဲနေတယ်ကျေးဇူးရှင်ရရဲ့လားရတယ်ခြေလန်းလှမ်းမှုစူးစမ်းမိမယ်ခြေထောက်တွေမတိမငြိမ်ဖြစ်နေတယ်လာတုံတန်ဒီကိုအားပြုထား
သုံးတနီမိန်းကလေးကငထွားရဲ့ကိုမနိုင်မနှင်းနဲ့ဖေးကူတွေ့ရင်တစ်ပင်ရှိအောက်ကိုသွားတယ်။တစ်ပင်အောက်ရောက်မှာငထွားသူပါမြေပေါ်လဲကျသွားတယ်။သုံးတနီနာကျင်သွားလို့ညှင်းညူလိုက်မိတယ်။ပြီးတော့ငထွားရင်စီမှာအပ်နေမိတဲ့သူ့ရဲ့ခန္ဓာကိုပြန်ယုံထားဖို့ပြင်တယ်။ဒါပေမဲ့ငထွားရဲ့လက်တစ်ဖက်ကသူ့ရဲ့ခန္ဓာကိုတင်းကျပ်စွာထွေးဖက်ထားတော့တယ်။ငထွားကောင်ကနောက်ကြီးကြီးတန်းကိုခံစားရင်းအိပ်ပျော်နေရနိုးလာတယ်။လူနိုချင်းသူ့ရင်ခွင်ကိုပါအပ်ပြီးအိတ်နေတဲ့သုံးတနီကြောင့်ငထွားအလန့်တကြားဖြစ်ပြီးရုတ်တရက်ထထိုင်မိတယ်။သူ့ရဲ့အလန့်တကြားထထိုင်မှုကြောင့်အိမ်မောကျနေတဲ့သုံးတနီအလန့်တကြားနိုးထလာတယ်။ဘာဖြစ်တာလဲကျေးဇူးရှင်။မျက်နှာထက်မှာကပုတ်ကယိုကျနေတဲ့သပင်ရှည်ကိုတက်ဖယ်ရင်သုံးတနီမေးလာတယ်။ငထွားသူ့ရဲ့ခြေနေကိုတိတိတတ်တအကဲခတ်ရင်ကြည့်မိတယ်။ဟုတ်ဘာမှမဖြစ်ဘူး။ငထွားရဲ့တန်မတိမငြိမ်သုံးတနီကခုနကအဖြစ်ပြက်ချို့ပြန်မြင်အောင်ရင်မျက်နှာထက်မှာပန်းနုရောင်သွေးတွေလွှမ်းခြုံသွားတယ်။ဒါကြောင့်ငထွားဖြစ်ပြက်ခဲ့တဲ့အခြေအနေကိုရိတ်စားမိပြီ။သုံးတနီငါသုံးတနီကငထွားရဲ့ပါးစပ်ကိုသူ့ရဲ့လက်ဘဝနဲ့အသားအရလာပိတ်တယ်။ပြီးတော့လက်ကိုပြန်ဖယ်ပြီးခေါင်းကိုငုံပြီးတော့တိုးညင်းစွာနဲ့မပြောပါနဲ့သုံးတနီနားလဲပါတယ်။သုံးတနီကိုကြည့်ရင်ငထွားဘာလုပ်ရမယ်မသိရင်ထဲစီကနေအမည်မသိတဲ့ဝေဒနာတရက်ဖြစ်ပေါ်ခံစားမိတယ်။စိုးရိမ်ခြင်းလားတနာခြင်းလားလောင်ထားရခြင်းလားဒါမှမဟုတ်အခြားသောခံစားမှုတွေလားငထွားအတွေးလွန်နေတဲ့အချိန်သုံးတနီကသူ့ရဲ့သပင်တွေပြင်ဆင်ထုံးဖွဲ့အဝတ်စားတွေတက်တက်ရရဖြစ်အောင်ပြင်ပြီးသွားကြစို့လေအချိန်မီတရားထွက်ရအောင်မဟုတ်ရင်နောက်ကဟိုလူတွေလိုက်လာလိမ့်မယ်ငထွားထိုင်ရနေသုံးတနီကိုမော့ကြည့်တယ်ပြီးတော့ကမ်းပေးလာတဲ့သုံးတနီလက်ကိုကိုက်ဆွဲပြီးထားလိုက်တယ်အဲဒီနောက်အဝတ်စားတွေပြန်လည်ပြုတ်ပြင်ပြီးမူးကြိုးသားကိုကောက်ယူပြီးတော့ကြောထက်မှလွယ်ပိုးတယ်သုံးတနီကိုလှမ်းကြည့်ပြီးသွားကြမယ်သုံးတနီခေါင်းညိပြတယ်ဒီနောက်နှစ်ယောက်သားစမ်းချောင်းလေးပေးအတိုင်းဆက်လက်ရှောက်လန်းခဲ့တယ်ဒီအချိန်ကညနေဆောင်ချိန်ဖြစ်လို့ပြီညနဲ့နဲ့ရဲ့အေးဆက်တဲ့အေးတံကိုမိဖို့တပူအမိပြူရင်ငထွားနဲ့သုံးတနီတို့အန်တုရင်ဆိုင်နေကြတယ်နှစ်ယောက်လုံးစကားမပြောပြဘူးအကြည့်တွေကမိဖို့စီမှာညရဲ့ပိုးကောင်မှားကောင်တွေရဲ့အော်မြည်တန်းသူတို့ရှိရာဝင်းကျင်ကိုလွှမ်းခြုံနေတယ်သုံးတနီပြောလေကျေးဇူးရှင်ဘာမှမဟုတ်တော့ပါဘူးဘိုင်များစားနေမလားလို့သုံးတနီဘိုင်မစားပါဘူးပြောစရာစကားကုန်ပြီမို့စကားတန်တွေတိတ်ဆိတ်သွားတယ်ဒီအချိန်ပဝင်းကျင်ကအော်မြည်နေတဲ့ပိုးကောင်မှားကောင်တွေရဲ့အတန်တွေရုတ်တရက်တိတ်ဆိတ်သွားတယ်ငထွားသုံးတနီကိုစကားမပြောဖို့တားမြစ်ပြီးတောက်လောင်နေတဲ့မီးတွေကိုငြိမ်းစေဖို့မီးဖို့ဖြိုဖျက်လိုက်တယ်အဲဒီနောက်သုံးတနီရဲ့လက်ကိုဆွဲပြီးအဲဒီနေရာကနေတိတ်တိတ်ဆိတ်ထွက်ခွာပြီးတော့ခက်လန်းလန်းစီကတစ်ပင်တစ်ပင်ရဲ့အနောက်ကိုချင်းကပ်ပုံးကွယ်နေတယ်မကြခင်မီးကြည့်မီးခဲတွေတညီညီတောက်လောင်နေရစီကိုတိတ်တိတ်ဆိတ်ချင်းကပ်လာတဲ့အရှိတ်မဲတွေမိဖို့နာကိုအဲ့ဒီအရှိတ်တွေရောက်တော့ဥဆောင်လာသူကဒေါသတကြီးနဲ့မိဘုံစီခြေနဲ့ပြစ်ကန်ပြီးလွတ်သွားပြန်ပြီကွာပြီးတော့အဲ့ဒီသူကပဲဒီကောင်ကိုဖမ်းဖို့နတ်မင်းစီကအမိတ်ရလာတာနည်းနည်းလေးနောက်ကျတယ်မဟုတ်ရင်တော့ရွာထဲကိုဝင်နေရဖမ်းမိလောက်ပြီဒီကြားထဲဟိုဖွားရဝင်ရှုပ်သေးတယ်ဒီလူတွေစီကအတန်ကြောင့်ငထွားအခုရောက်လာသူတွေကသုံးတနီကိုရှာဖွေတာမဟုတ်ပဲသူ့ကိုရှာဖွေတာကိုသိလိုက်ရတယ်သုံးတနီကအဲ့ဒီလူတွေကိုကြည့်ရင်ကြောက်လန့်စွာနဲ့ငထွားရဲ့လက်တစ်ဖက်ကိုတင်းတင်းဆုပ်ကင်ထားတယ်မကြောက်နဲ့သုံးတနီသူတို့ကျုပ်အသာလေးနိုင်ပါတယ်ဒီနောက်ငထွားအဲ့ဒီသူတွေကိုပြန်ပြီးအကဲခတ်တယ်ခေါင်းဆောင်လာသူထံကိုနဘေးကတယောက်ကကပ်ပြီးတော့တစုံတရာပြောတယ်ဒီအခါခေါင်းဆောင်ကပေါ်တီနာတင်ပြောတာဖြစ်နိုင်တယ်ဟေးအားလုံးပဲသူတို့ဒီကနေခွာသွားတာမကြသေးဘူးလူဖြန့်ပြီးရှာစမ်းဒီအမိန့်ကြောင့်ငထွားဆက်လက်ပုံခုနေလို့မဖြစ်ကြောင်းနားလည်လိုက်တယ်တကယ်လို့ဒီအတိုင်းဆက်နေသုံးတနီထိခိုက်လာနိုင်တယ်ဒါကြောင့်သူတယောက်တည်းထွက်ပြီးရင်ဆိုင်မှုဆုံးဖြတ်တယ်သုံးတနီအခြေအနေကဆက်ပုံးနေလို့မဖြစ်တော့ဘူးဒါကြောင့်ကျုပ်ထွက်ပြီးတော့ရင်ဆိုင်မယ်မင်းဒီအတိုင်းဆက်ပုံးနေပါသုံးတနီကငထွားလက်ကိုတင်းကျပ်စွာကင်ပြီးခေါင်းရမ်းပြတယ်စိတ်မပူပါနဲ့မင်းရှိနေရင်သာကျုပ်အတွက်လွတ်လွတ်လပ်လပ်မတိုက်နိုင်ပါဒါကြောင့်ကျုပ်ပြောတဲ့အတိုင်းသာဒီမှာငြိမ်ငြိမ်လေးပုံးနေပါငထွားသုံးတနီရဲ့လက်ကိုအသာဖြီချပြီးနဘေးကခဲတလုံးကောက်ယူပြီးတော့ပုံးကွယ်နေရထွက်ပြီးရှာဖွေနေသူတွေထံခုံဝင်ရင်းနဲ့လက်ထဲကခဲကိုလူအုပ်ထဲပစ်သွင်းလိုက်တယ်ငထွားပြင်းလိုက်တဲ့အားပါပြင်းထန်တဲ့ခဲကတယောက်သောသူကိုမှန်ပြီးအဲ့ဒီသူအနောက်ကိုလဲကျသွားတယ်ရှာဖွေနေသူတွေကခဲထိမှန်သူကိုပြေးထူရင်ဘာဖြစ်မှန်းမသိကြောင်အန်းရှိနေတယ်ငထွားမူးကြိုးသားကိုဝှေ့ကစားရင်လင်းမြန်တဲ့အဟုန်နဲ့သူတို့ထံရောက်လာပြီးဓာတ်အုပ်စကောဝိုင်းတရံပတ်လိုက်တယ်
ဓာချက်ကဝိုင်းပတ်ထားတဲ့လူတွေကိုထီထီမိမိလှိဖြက်မိပြီးအားလုံးလဲကျကုန်တယ်ဒီအခါအော်တန်တွေကြောင့်ကျန်တဲ့သူတွေငထွားကိုတွေ့သွားကြတယ်ဟာတွေ့ပြီဟဲ့တိုက်ကြအော်တန်ဆုံးညာတန်တွေပေးပြီးငထွားထံကိုအားလုံးဝိုင်းလာကြတယ်ခဏအတွင်းမှာပဲဝိုင်းလာတဲ့လူအုပ်ကြီးကရာခဏန်းအထိအောင်ရှိနေတယ်ညာပြတဲ့လူအုပ်ရဲ့အဝိုင်းခံရမှုကြောင့်ငထွားဝင်တိုက်ဖို့ထက်သူတို့လှုပ်ရှားမှုကိုကြည့်ပြီးခုခံမှုအခွင့်အရေးရနေတယ်ဒါကြောင့်ပဲငထွားလူအုပ်စီရဲ့အလဲကိုဓာတ်ကိုအသင့်နေထားကန်ရင်လှည့်ပတ်ပြီးရင်ဆိုင်ထားရတယ်လူအုပ်ကညာတန်ပေးပြီးဝိုင်းပြီးချုပ်ထားတဲ့အသွင်နဲ့ငထွားကိုဖိလာတယ်ဒီအခါငထွားဓာတ်ကိုဘေးဘက်စီကိုဆန့်ထုတ်ပြီးအပေါ်ခုန်တက်ပြီးလူကိုပက်ချလဲလှည့်တယ်လူအုပ်ကင်ထားတဲ့လက်နက်တွေနဲ့ငထွားရဲ့မိုးကြိုးတားထိခတ်တံတွေထွက်ပေါ်လာတယ်မိုးကြိုးထားကြောင့်လူအချို့လဲပြိုကျကုန်တယ်ငထွားလူအုပ်ကြားစီကလွတ်ထွက်ခဲ့ပြီးတဲ့နောက်အပေါ်စီကအုံမိုးထားတဲ့တစ်ပင်ရခိုင်းတကန်းကိုဆွဲခိုတယ်အောက်ကလူအုပ်ကအပေါ်ကငထွားကိုကြည့်ရင်ဒေါသနဲ့ရှိနေပြီးအချို့ကအပင်ထက်ကိုအတင်းကုတ်တက်ကြတယ်ဒီအခါငထွားသူ့ဆွဲခိုထားတဲ့အကိုင်းစီကိုအားပြုပြီးလူကိုလွှဲပြီးတော့အခြားပင်ကိုခုန်ကူးတယ်ပြီးတော့လူအုပ်နဲ့လွတ်ရပင်ကိုထက်ကူးပြီးအောက်စီကိုခုန်ချပြန်တယ်အောက်ကလူအုပ်ကတရေဘလူစီးနေတယ်လို့ငထွားသွားရဘက်ကိုတဲတဲမဲမဲလိုက်ကြတယ်ငထွားအောက်ကိုရောက်တာနဲ့အရှိဆုံးစီကပြေးဝင်လာသူကိုတိုက်ကွက်မျိုးစုံသုံးပြီးစီးကြိုတိုက်ခိုက်တယ်ငထွားရဲ့တိုက်ခိုက်မှုကြောင့်လဲပြိုကျသူတွေအတုံးယုံအော်တန်ဟစ်တန်တွေကတောအတွင်းမှာကဘာပြက်နေတဲ့အလားပဲလူတွေကသူတို့ရှိစီရသူတွေဘလောက်တောင်ရွှေ့နေပါစေတေးနေပါစေငထွားထံကိုတဲတဲမဲမဲပြေးဝင်တိုက်ခိုက်နေစေပဲတစ်ချိန်မှာတော့ငထွားတိုက်ရင်ခိုင်ရင်နဲ့လူအုပ်ရဲ့ဝိုင်းပတ်မှုကိုခံရတယ်ဒီအချိန်မှာလူအုပ်ကြီးကငထွားကိုဝိုင်းဝန်းအုပ်ပြီးဖို့မကြိုးစားတော့ဘူးဝိုင်းပတ်လျက်နဲ့ပါဆက်စီကနေစူညံတဲ့အတန်တွေပြုတ်ပြီးအော်ကြတယ်အဲ့ဒီအတန်တွေကြောင့်ငထွားရုတ်တရက်လူတကိုယ်လုံးအင်အားတွေကုန်ခန်းတဲ့အောင်ဖြစ်လာတယ်ခေါင်းကလည်းမူးဝေပြီးနေလေကစမ်းရည်ကိုတောက်စီရခန်းစားမှုမျိုးနဲ့ထက်တူကြတဲ့ဝေဒနာခံစားမိတယ်ငထွားစူညံတန်တွေကိုအန်တုပြီးအတန်ကုန်အော်ရင်မြေစီကိုဓာတ်ထောက်ဒူးထောက်ကျသွားတယ်ပြီးရင်နောက်ဓာတ်ရောလူပါမြေမှာမှောက်ရက်လဲသွားတော့တယ်ရပြီတိတ်ကြတော့အတန်နဲ့အတူလူအုပ်စီကခေါင်းဆောင်ထွက်ပေါ်လာတယ်ဒီလူကငထွားရှိရအသာကပ်ပြီးခြေနဲ့ခတ်ကြည့်တယ်ငထွားလုံးဝမလှုပ်တော့ခေါင်းဆောင်ကငထွားရဲ့မိုးကြိုးထားကိုကောက်ယူတယ်ရပြီသူ့ကိုနှက်ဆက်ကြကြော်ခွင်းနဲ့တုံ့နှောင်လိုက်ပြီးရင်ဒီကနေရွှေနန်းတော်စီကိုချက်ချင်းခီးပြင်းနှင်မယ်လူအုပ်ထဲကလူနှစ်ယောက်ထွက်ပေါ်လာပြီးစိမ့်ပြိုင်အောင်တောက်နေတဲ့ကျိုးနဲ့ငထွားကိုချိနှောင်တယ်အဲ့ဒီနောက်လူ10ယောက်ခန့်ကငထွားကိုပွေ့မပြီးအဲ့ဒီနေရာကနေထွက်သွားကြဖို့ပြင်တယ်ဒီအချိန်ခေါင်းဆောင်အာတီကခေါ်တန်ကြောင်လှည့်ကြည့်တယ်လူတစုကသုံးတန်းဒီကိုဖမ်းပြီးခေါ်ဆောင်လာတာတွေ့ရတယ်သူ့ကိုတစ်ပင်နောက်ကတွေ့လို့ဖမ်းလာပါတယ်အော်ဘသူများလဲလို့ဟိုဖွားကြီးရဲ့မြေးပဲဒီကလက်ဆက်သက်တော့ဒီကောင်နဲ့လိုက်သွားတာပဲဒါကြောင့်နေ့လေတော့ဒင်းကိုမတွေ့တာကဲဟေးမထူးသူ့ဘာဒီကောင်နဲ့အတူဖမ်းပြီးခေါ်ခဲ့ပြီးရင်ငါတို့တွေအခုပဲရွှေနန်းတော်ကိုသွားမယ်ဒီနောက်တော့လူအုပ်ကြီးကငထွားနဲ့သုံးတန်းဒီကိုဖမ်းပြီးတောစီကနေတရွေ့ရွေ့ထွက်ခွာသွားတော့တယ်ရွှေနန်းတော်စီမှာညီလာခံကျင်းပနေတယ်အောင်ပွဲသတဲ့ကြောင့်ပလင်ထက်မှာထိုင်နေတဲ့မိတ္တဗလာမျက်နှာပြုံးရွှင်နေတယ်နိမိတ္တတင်တို့သူ့ကိုဘယ်မှာထားမလဲမိတ္တဗလာစကားကြောင့်နိမိတ္တလူကြားစီကနေရှေ့တက်ပြီးအယူသေးပြုတ်ပြီးတော့လက်တလုံးတော့နမင်းစီကအမိတ်မရသေးလို့သူ့ကိုအာတိကရဲ့အဖွဲနဲ့ချုပ်နှောင်ထားစေပါအကယ်၍အခုညီလာခံမှာနမင်းစီကတစုံတရာအမိတ်ပေးမလာရင်တော့သူ့ကိုလည်းနမင်းကျိန်စာကူမှာပဲချုပ်ထားဖို့စီစဉ်ထားပါတယ်မဟုတ်သေးဘူးနိမိတ္တတင်တို့သူတို့နမင်းကျိန်စာမှာမထားနဲ့လက်တလုံးသူတို့တက်တအားကမြေတိုက်စီထည့်ထားအမိတ်တိုင်းမှာနမင်းသူတို့ရဲ့အစွမ်းတွေကိုမျက်ဝါးထင်ထင်ငါကြည့်ကြတယ်ဒီအတွက်အစီအစဉ်တွေငါမှရှိတယ်ဒါကြောင့်တင်တို့စောင့်ကြည့်နေကဲညီလာခံဒီလောက်ပါပဲမိတ္တဗလာပြောပြောဆိုဆိုနဲ့ရွှေပလင်ထက်ကဆင်းသွားတယ်နိမိတ္တနဲ့နန်းတော်ညီလာခံခမ်းမတွင်ရလူအများမိတ္တဗလာအတွက်ဆူတောင်းပေးကြပြီးအယိုသေးပြုလိုက်ကြတော့တယ်ညနဲ့တကောင်နှင်းဖြူရဲ့အထိတ်တလန့်အော်တန်ကျင်းလောင်လုံးတဲ့အတွက်နဘေးခမ်းမှာအိတ်နေတဲ့ငချမ်းနဲ့တစ္ဆာတို့လန့်နိုးပြီးနှင်းဖြူတို့သားမိတံအပြေးလွှားသွားကြည့်တယ်အမဘာလို့လဲနှင်းဖြူကခြံအောင်တွင်းမှာကြောင်စီစီနဲ့တကူလုံးချွေးတွေဆူရွှဲနေတယ်ငါအိမ်မဆိုးတွေမှတ်တာမောင်လေးအိမ်မထဲမှာလေအကူကငါတို့စီကိုလုံးဝပြန်မလာတော့ဘူးတဲ့နှင်းဖြူကပြောရင်းနဲ့ရုတ်တရက်ငိုချတယ်ငချမ်းဘာလို့ရမှမသိဘေးမှာအိတ်နေတဲ့သမီးလေးဝေနှင်းသူကိုကြည့်မိတယ်တစ္ဆာအမအတွက်ရေတစ်ခွက်လောက်သွားခတ်ပြီး
တစ္ဆာထပြီးရောရေသွားခတ်တယ်ငချမ်းနှင်းဖြူကိုကြည့်ပြီးအမရေနေရာလေးဟာဥပဒံကြောင့်ဥပရောက်မခန့်ပါနဲ့အခုပြန်လာမှာပါဟာငါအခုကိုယုံကြည်တယ်ငါယုံတယ်လို့သူမိမဖြစ်တဲ့နေရာပို့လို့တော့ရှုံတဲ့တယ်ငါလေးယုံတာတော့ရှုံတာပေါ့ဒါပေမဲ့အခုပဲနေကြည့်လေအခုတို့သွားတာ2 နှစ်ပြည့်လို့ပြီအခုထိဘာသတင်းမှမကြားရအောင်ဘာဖြစ်နေရဲဆိုတာငါတို့မသိရအောင်အရှင်သူမနာဆိုတာကလည်းငါတို့နည်းနည်းပါးပါအကျိုးအကြောင်းလေးပြောပြရင်တော်သေးတယ်အခုတော့စိုးရိမ်နေရပါတယ်ဆိုအိမ်မက်ကမတ်တော့ငါဘလို့နေနိုင်ပါလဲနှင်းဖြူပြောတဲ့စကားတွေကအမှန်မို့ငချမ်းပါမှမပြောတာဘူးဘာလို့နဲ့အခုတို့သွားခဲ့တာနောက်တစ်လဆိုရင်2 နှစ်ပြည့်တော့မယ်ငချမ်းတက်ပြင်းချမိတယ်ဒီနောက်တစ္ဆာခက်လာတဲ့ရေကိုနှင်းဖြူတိုက်လိုက်တယ်ကဲအမနင်လဲတိတ်ကိုပင်ပန်းလှပြီဒီတော့ဘာမှမတွေးနဲ့အိပ်ပြောအိပ်မနေ့ပြန်စပြီးတော့အကူတို့နဲ့အဆက်သွေးရှောင်းငါစူးစမ်းကြည့်ပါဦးမယ်နင်တကယ်ပြောရလားမောင်လေးငါတကယ်ပြောတာပါငါအရှင်သူမနာကိုဆက်သွယ်နိုင်မှုစူးစမ်းကြည့်မယ်ငချမ်းရဲ့ဆုံးဖြတ်ချက်ခိုင်မာစွာပေးလာတဲ့ကြိအဲ့ဒီကြိကတီအီမတီအီကတော့မသေးကြဒါပေမဲ့နှင်းဖြူခမအနှင်းငယ်အားတက်သွားတာအသေးကြပဲနောက်နေ့ညနေဆောင်ချိန်မှာဆင်းလဲတန်ဖုံးနေတဲ့ရန်ပြင်းငိမ့်စီရီထက်စီငချမ်းတက်ခဲ့တယ်ငချမ်းစီရီမှာလက်အုပ်ချပြီးဖူးမြော်ကြော့ပြီးတော့အရှင်ဖေဟာတပည့်တော်တို့ရဲ့အကူကြီးဖြစ်သူနဲ့အကူလက်စောရတို့သာသနာတော်အတွက်အနောက်ရှက်တချို့တွားရောက်ရှင်းလင်းမှုတာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ်အခုအခါမှာတော့သူတို့တွေတာဝန်ကိုတွားရောက်ထမ်းဆောင်တာမကြခင်2 နှစ်ပြည့်ပါတော့မယ်ဖေဟာသူတို့စီကအဆက်သွဲလည်းမရသလိုသတင်းလည်းမရတဲ့အတွက်မိသားစုအားလုံးစိုးရိမ်ပူပန်နေရပါတယ်ဖေဟာဒီအတွက်တပည့်တော်ပြုခဲ့မှုတဲ့ကုသိုလ်ကောင်းမှုအစုစုကိုတက်တည်အဖြစ်ထားပြီးတစ္ဆာဆိုပါတယ်ဖေဟာဤတစ္ဆာစကားကြောင့်မကြမီအချိန်မှာသူတို့စီကအဆက်သွဲတစ်ခုခုလောက်ရပါလို့ဤအရှင်ဖေဟာငချမ်းတစ္ဆာပြူဆူတောင်းပြီးတော့ဇီရီရဲ့ရှင်ပြင်ထက်မှာအမိုက်တွေတည့်ရက်တွေလှဲချင်းတန့်ရှင်းနေပြီးတော့ဖေဟာတောက်တော်ရေးအတွက်ရေရင်းစီရရေဦးငင်ပြီးတောက်တော်ရေဦးစီမှာဖြည့်တယ်ဒီနောက်တော့အိမ်ကိုပြန်လာခဲ့တော့တယ်လက်ဆိုင်လာတဲ့အမောင်တုကြားမှာငချမ်းရောက်နေတယ်ငါဖေကိုရောက်နေပါလေငချမ်းဇဝေဇဝါနဲ့ရေရွတ်မိတယ်ဒီအချိန်ဖြောက်တန်းဆူးရှားတဲ့အလင်းဆက်ကောင်းကင်စီကနေသူနဲ့မလန်းမကန်းကိုထိုးဆိုင်လာတယ်အလင်းရောင်ရဲ့ကြားမှာတော့တင်ကန်းကိုတေတက်စွာရှုံပြီးရက်တော်မူနေတဲ့ရဟန်းတော်တစ်ပါးငချမ်းအံ့ဩမှုများစွာနဲ့အဲ့ဒီအလင်းဆက်အောက်မှာရှိနေတဲ့ရဟန်းတော်စီကိုသွားတယ်အနောက်ကိုရောက်တော့အာကိုတကြီးနဲ့ဒူးတုပ်ပြီးထိုင်ချကြတော့တယ်အရှင်ဖေဟာဒီနေရာဘယ်နေရာလဲတပည့်တော်ဒီကနေလွတ်တဲ့လမ်းလေးပြနိုင်မလားဖေဟာတကားလေးကိုတော်ကတကားလေးတိတ်တွေ့ချင်နေတဲ့အရှင်သူမနာပါပဲဗျာငချမ်းအံ့ဩသွားတယ်သူကအရှင်သူမနာကိုတခါမှမတွေ့ဘူးအခုတိုက်တိုက်ဆိုင်ဆိုင်တွေ့တော့ဝမ်းသာမဆုံးအရှင်ဖေဟာတပည့်တော်အကူငထွားတို့အကြောင်းသိလို့လွန်းလို့ပါဖေဟာမိသားစုတွေအားလုံးကလည်းနှစ်ပေါင်နေပြီဆိုတော့စိုးရင်ပူပန်နေကြပါရဲ့ဖေဟာတကားလေးအမှန်ကိုဆိုရရင်လက်တလုံးမှာကိုတော်လဲသူတို့စီကအဆက်သွေးရဖို့မျှော်နေတာခက်တာသူတို့ဘက်ကဝင်းရံထားတဲ့စက်ကွင်းတတိုင်းကိုတော့ဘက်ကထိုးဖောက်ဖို့ကြိုးစားတာအတော့မလွယ်ဘူးကျင်းတရားလောက်ကြိုးစားမှတစ်ချိန်သာပဲအတန်လိုင်းပို့နိုင်ခဲ့တယ်အဲ့ဒီနောက်ပိုင်းတော့ဘလို့ပဲကြိုးစားမရနိုင်ခဲ့ဘူးတကားလေးငချမ်းအားရတယ်လို့ခံစားမိတယ်ဒါဆိုသူတို့တက်ရှိထင်ရှားရှိသေးရဲ့လားဖေဟာအဲ့ဒါတော့ထင်းနဲ့အဆက်အသွယ်ပြက်နေတော့တက်မပြောနိုင်ဘူးဒါပေမဲ့ကိုတော့ထင်မြင်ယူဆချက်အရာသူတို့အခုထိတက်ရှိထင်ရှားရှိနေမှာပါဘာလို့လဲဆိုတော့တကယ်လို့သာသူတို့တွေရှုံးနေခဲ့ရင်အထက်ကနှက်ကောင်းနှက်မြက်တွေကကိုရော့စီကိုအတိပေးလာမှအသေးကြပဲခုထိတော့ဘာသတင်းမှမကြားသေးတော့သူတို့တက်ရှိထင်ရှားရှိနေမှာပါတပည့်တော်သူတို့အတွက်တိတ်ကိုစိတ်ပူနေတယ်ဖေဟာကိုတော့ကိုချင်းစာမိပါတယ်ဒါဖြင့်အရှင်ဖေဟာတပည့်တော်သူတို့နောက်ကိုလိုက်ကူပေးလို့ဖြစ်မလားငချမ်းရဲ့ရဲရဲတောက်စကားအရှင်သူမနာရုတ်တရက်ဘာပြောမှမသိတပည့်တော်သူတို့နောက်ကိုလိုက်ကူလို့ရအောင်လုပ်ပေးပါဖေဟာတကားလေးလိုက်ကူဖို့အတွက်ကိုတော့အနေနဲ့အကူညီနိုင်စရာမရှိပါဘူးဒါပေမဲ့အရှိရ2 ယောက်ကိုတာဝန်ပေးရခဲ့တဲ့ကိုတော့အခုတကားလေးကိုပါထပ်ပြီးစီလွတ်ဖို့ကြတော့တကားလေးတို့မိသားစုအပေါ်ကိုတော့မတရားသလိုဖြစ်နေလိမ့်မယ်ဒီအတွက်တော့အရှင်ဖျားမပူပါနဲ့သူတို့တပည့်တော်အခြားအကြောင်းအရာတွေပြောပြီးထွက်ပါမယ်အရှင်ဖျားသာတပည့်တော်ကူညီပေးပါတကားလေးဘက်ကပြက်ပြက်သားသားဆိုတော့လေကိုတော့ဘက်ကကူ
ကူညီစရာရှိတာကူညီပေးပါမယ်။ငချမ်းဝမ်းသာစွာရှောက်တင်ပြီးအရှင်သူမနာကိုဥခိုက်တယ်။ဒီနောက်အရှင်သူမနာငချမ်းကိုခန္ဓာဓမ္မစီတီနီးပေးပြီးတော့အတိတ်ထံပြည့်ရင်လာခေါ်မှဖြစ်ကြောင်းပြောပြီးတဲ့နောက်ပျောက်ကွယ်သွားတော့တယ်။အရှင်သူမနာပျောက်ကွယ်သွားတာနဲ့ငချမ်းအိမ်မက်စီကလန့်နိုးလာတယ်။နောက်နေ့ကိုရောက်တော့ငချမ်းအိမ်မက်ကြောင်းကိုအကျိုးတဝက်ထိန်ချန်ပြီးနှင်းဖြူတို့ပြောပြခဲ့တယ်။နှင်းဖြူတို့ငချမ်းစကားကြောင့်ဝမ်းသာသွားကြတယ်။ဒါပေမဲ့ငချမ်းသူ့သွားမယ့်အကြောင်းကိုတော့လုံးဝမပြောခဲ့တော့ဘူး။အရှင်ကျွန်ုပ်ကိုခွင့်လွှတ်ပါ။တစ်ပင်တပင်အောက်မှာထိုင်နေတဲ့ငထွားသူ့ရှိမှဒူးတုပ်ပြီးရုတ်တရက်ပေါ်လာတဲ့ဓားဆောင်ကြီးစကားကြောင့်နားလည်ရခက်သွားတယ်။ကျုပ်ကဓားဆောင်ကြီးကိုဘာကိုခွင့်လွှတ်ရမှာလဲ။ဓားဆောင်ကြီးကဘာများလှုပ်ထားလို့လဲ။အရှင်ကိုကံနှစ်ပါးချိုးဖောက်တယ်ဆိုပြီးကျွန်ုပ်စိတ်ဆိုးခဲ့တယ်။ဒါကြောင့်နေပဲရန်သူတွေနဲ့ရှင်ဆိုင်ရချိန်မှာကျွန်ုပ်ထွက်မကူပဲလင့်ညူရှုခဲ့တာ။ဒီအတွက်ပါသခင်ငထွားရဲ့မျက်နှာရုတ်တရက်ပြည့်ရွံ့သွားတယ်။ဒါတွေကကျုပ်မရည်ရွယ်ပဲဖြစ်ခဲ့တာတွေပါ။ဒါတွေကမိစ္ဆာတွေရဲ့လှည့်ပြားမှုကြောင့်ဖြစ်ခဲ့တယ်ဆိုပေမဲ့တကယ်ကျူးလွန်ခဲ့တာကျုပ်ကိုယ်တိုင်ပါပဲ။ဒါကြောင့်ကျုပ်ကောင်းမရှောင်လို့ပါဘူး။ယောက်ျားပိသားစွာနဲ့ကျုပ်အပြစ်လိုပဲကျုပ်ယူဆမိပါတယ်။ဒီအတွက်ဓားဆောင်ကြီးမမှားပါဘူး။ဒါကြောင့်ကျုပ်ကိုတောင်းပန်ဖို့မလိုပါဘူး။သခင်ပြောတာမှန်ပါတယ်သခင်။ဒါပေမဲ့ကျွန်ုပ်တောင်းပန်တာဒါအတွက်ကြောင့်မဟုတ်ပါဘူး။ကျွန်ုပ်ကကိုယ့်ရဲ့တာဝန်ဝတ္တရားသစ္စာတရားကိုလင့်ညူရှုချိုးဖောက်ခဲ့လို့ပါ။တကယ်ဆိုရင်ကျွန်ုပ်ထားရမယ့်တာဝန်ဝတ္တရားသခင်ရဲ့အပြစ်ကိုဝေဖန်ဖို့မဟုတ်ပါဘူး။ကျွန်ုပ်ကသခင်ဘယ်လိုပဲပုံမှားနေပါစေအပြစ်တွေရှိနေပါစေကျွန်ုပ်ထားရမယ့်တခုရဲသောပြုလို့ရမယ့်အလုပ်ကသခင်ကိုစောင့်ရှောက်ရမယ့်တာဝန်ပါ။အခုကဒီတာဝန်ဒီသစ္စာကိုကျွန်ုပ်ချိုးဖောက်မိခဲ့တဲ့အတွက်သခင်စီဝင်ချတောင်းပန်တာပါ။ခွင့်လွှတ်ပေးပါသခင်။ဓားဆောင်ကြီးကသူ့ကိုအပြစ်တင်နေတာမဟုတ်မှန်းငထွားသိတယ်။ဒါပေမဲ့ဘသူကပဲအပြစ်တင်မတင်သူကတော့အဲ့ဒီဖြစ်ပျက်ခဲ့တာတွေကိုသူ့အပြစ်လိုပဲခံယူပြီးတော့တယ်။သခင်ခွင့်မလွတ်လဲကျွန်ုပ်ရှေ့လျှောက်ကိုတာဝန်ဝင်တရားမပြတ်မကွက်ထမ်းဆောင်နေမှာပါသခင်။ဓားဆောင်ကြီးကဆက်ပြီးပြောလာတော့ငထွားမနေတာတော့ဘူး။တစုံတယောက်ကိုစိတ်ခံစားမှုတွေပေးပြီးစနောက်စနင်းသူမထားလို့ကျုပ်ဓားဆောင်ကြီးကိုခွင့်လွတ်ပါတယ်။ကျေးဇူးတင်ပါတယ်သခင်။ကျွန်ုပ်အယိုးကြည်ကြည်အေးခန်းခန်းတောင်းဝန်ကြည်ရပါစီမယ်။ဓားဆောင်ကြီးပျောက်ကွယ်သွားတယ်။ဒီအချိန်ငထွားရဲ့ရင်အစုံစီကနေတဖြည်းဖြည်းမွန်းကျက်လာသလိုခံစားရတယ်။ရှိသမျှအားတွေစုစည်းပြီးငထွားရုံးကန်မိတယ်။ရုံးကန်မှုနဲ့အတူလူကရုတ်တရက်ငေါက်ခနဲထထိုင်တဲ့အနေအထားဖြစ်သွားတယ်။ဟာငါအိမ်မက်မှတ်တာပါလား။တော်သေးရပေါ့။ရှေ့မှာမိဖို့တပိုးရှိတယ်။မိအလင်းရောင်ကြောင့်ငထွားပဝင်းကျင်ကိုကြည့်မိတယ်။လိုင်ကူကျင်းချင်းလေးမှရောက်နေတာသုံးတနီကခွေလေးအိတ်နေတယ်။ငါတို့ဖမ်းထားတာနဲ့တူတယ်။ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်တွေကိုပြန်မြင်အောင်ပြီးငထွားဆိုမိတယ်။ထရက်ပြီးတော့လိုင်ကူစီကလွတ်လန်းကိုရှာတယ်။လွတ်လန်းလုံးဝမရှိဘူး။လိုင်ကူကကြောက်သားအလုံးပိတ်ဒီအချိန်သုံးတနီထမ်းကနေညီးတွားတန်ထွက်ပေါ်လာတယ်။ကြည့်ပြီးတော့သုံးတနီကချမ်းတုံနေတဲ့ဟန်ငထွားအနားကိုသွားပြီးနှစ်ဖူးကိုစမ်းကြည့်တော့ကိုကချစ်တောက်ပူနေတယ်။သူဖျားနေတာပဲ။ငထွားတနာသွားတယ်။သူ့ကူပေါ်ကအပေါ်ယုံအင်ကြီးကိုချွတ်ပြီးသုံးတနီကိုလွှမ်းခြုံပေးလိုက်တယ်။ဒီနောက်တော့ငထွားထင်းမီတွေထက်ထည့်ပြီးနရံဘေးတစ်ခုကိုသွားရောက်ထိုင်ချပြီးဘာဆက်လုပ်ရမလဲစဉ်းစားနေမိတော့တယ်။ဘာသူရိစတိုင်းပြည်တစ်ခုလုံးလှုပ်ခက်ဖြစ်နေတယ်။ရောက်လျာအရက်လူတိုင်းမိစ္ဆာတိုင်းရဲ့ပါဆက်ပြားစီမှာသတင်းတစ်ခုလွှမ်းမိုးနေတယ်။နောက်2ရက်နေရင်ရွှေနန်းတော်မှာသားသက်ပွဲနဲ့တိုင်းပြိုင်ပွဲရှိတယ်တဲ့။ဒီသတင်းကတိုင်းပြည်တစ်ခုလုံးလှုပ်ခတ်စေတဲ့သတင်း။တိုင်းသူပြည်သားအများစုကသားသက်ပွဲတိုင်းပြိုင်ပွဲဆိုတာမျိုးတစ်ခါမှမတွေ့ဘူး။မမြင်ဘူးခဲ့ကြဘူး။အခုလိုအထူးဆန်းကြားရတဲ့ချိန်အားလုံးကသိကျင်ကြည့်ကျင်ကြတယ်။အဲ့ဒီသတင်းပြန့်ပြီးမကြခင်နမင်းမိတ္တဗလာစီကအမိန့်တစ်ခုထပ်မံထွက်ပေါ်လာတယ်။ဒီအမိန့်ကတိုင်းပြည်လုံးမှာရှိတဲ့အမှုတန်းတွေနဲ့တိုင်းသူပြည်သားမှန်သမျှကြီးငယ်ပြိုရွယ်အားလုံးအဲ့ဒီရဲ့တာဝန်ဝတ္တရားတွေကိုထမ်းဆောင်မှုမပြုဘဲပြိုင်ပွဲစီကိုလာရောက်ကြည့်ဖို့ပဲဖြစ်တော်တယ်။သားသက်ပြိုင်ပွဲနဲ့တိုင်းပြိုင်ပွဲရှိရတဲ့အမောင်စောရတယောက်နမင်းကျိန်စာကူထဲမှာအလုံးမရှိတဲ့အတွက်စိတ်တည်ငြိမ်စေဖို့တရားထိုင်ပြတယ်။တရားဖြုတ်တဲ့အချိန်မှာနုဝါဥစွာသတင်းစကားဆိုလာတယ်။အဲ့ဒါဘလို့ပြိုင်ပွဲမျိုးလဲနုဝါခေါင်းရမ်းပြတယ်။နုဝါလူမန်းတိတက်ဆအရွယ်တွေကဒါမျိုးမကြုံဘူးတော့ဘာဖြစ်မယ်ဆိုတာနုဝါလည်းမသိဘူးမောင်။ဒါပေမဲ့နုဝါထက်သိထားတာအဲ့ဒီနေ့ကျရင်တတိုင်းပြည်လုံးရောဒီမှာရှိနေတဲ့ဘရင်ကြီးနဲ့အချုပ်သားအားလုံးပါ
မကြည့်မနေရကြည့်ရမယ်တဲ့ဒါဆိုပြိုင်ကြမှာဘသူတွေမို့လဲဒါတော့နှုတ်ဝါမသိဘူးစောရစဉ်းစားရကြက်သွားတယ်ငြိမ်သက်ပြီးနှုတ်ဝါကိုစကားမဆိုပဲညံမိနိုင်သမျှလိုက်လံစဉ်းစားကြည့်တယ်အချိန်တွေသာကြာသွားတယ်အပြေမရခဲ့ဘူးဘာပဲဖြစ်ဖြစ်သူငါတို့အပေါ်တစ်ခုခုရှုံးမှာကိုကြံ့နေရသေးကြတယ်အပြေအတိအကျမရပါမယ်ဖြစ်နိုင်ခြေရှိတဲ့အရာကိုစောရယူဆမိခဲ့တယ်အရှင်နှမင်းရဲ့ကြာတကယ်ကိုတစ်ချက်ကုန်နှစ်ချက်ပြက်ပဲဒီမိတ်တရဲ့ချီကျူးစကားမိတ္တဗလာပလင်ထက်ကနေကျေနပ်စွာနဲ့အာပါတရရီမောနေတယ်ဒီအချိန်အာနိဒရဆိုတဲ့အမတ်တယောက်ကတခုလျှောက်တင်လိုပါတယ်အရှင်နှမင်းဘာများလဲဒီလိုပါအရှင်နှမင်းအရှင်ကအခုလိုမျိုးပြိုင်ပွဲမှာအခုနောက်ဆုံးဖမ်းမိရဲ့သူရဲကောင်း2ယောက်နဲ့အရှင်အရင်သူရဲကောင်းတွေကိုမရဏမုတ်ဆိုးတွေနဲ့တိုက်ခိုင်းမယ်ပြီးတော့အဲ့ဒီအရေးအတွက်ကိုပဲတိုင်းပြည်တစ်ခုလုံးကအဆောင်ရှောက်တွေကိုပါရှုပ်သိမ်းပြီးကြည်စီမယ်ဆိုတော့မဖြစ်သင့်ဘူးလားလို့ပါအရှင်နှမင်းအာနိဒရာတင်တကယ်ကိုညံနေတာပဲဒီမေတင်ကိုသိအောင်လို့ပြောပြမယ်ဟိုနှက်ဆုပ်နှက်ပြက်တွေကသူတို့ရဲ့သူရဲကောင်းတွေသိရင်သိမသိရင်သတင်းဆုံဆုံမြုပ်ပါမှနောက်တစ်ယောက်ကိုထက်လွတ်တတ်တာကိုတင်ရဲ့အသည့်အားလုံးအသည့်အခုသူတို့ရဲ့သူရဲကောင်းတွေကငါလက်ထဲရောက်တာမကြသေးဘူးဒီတော့ငါ့ကိုထပ်ပြီးတော့ရန်ပြုတ်လာမဲ့သူရောက်မလာနိုင်သေးဘူးနောက်တစ်ခုကငါကိုတော့ဘာကြောင့်ဒီလိုစီစဉ်တာလဲဆိုတော့အဲ့ဒီနေ့မှာဟိုကောင်းကင်တကားပေါက်ကနေချောင်းမြောင်ကြည့်နေကြမဲ့နှက်ကောင်းတွေပါလို့ပြောတဲ့သူတွေလေသူတို့ရဲ့သူရဲကောင်းတွေအချင်းချင်းတက်နေတာကိုမြင်ပြီးထိုင်ငိုစီကျင်တာမိတ္တဗလာပြောပြီးတော့အာပါတရရှိမောတယ်ဒီတော့နိမိတ်တဒါဆိုအရှင်နှမင်းရသူတို့အချင်းချင်းတိုက်ခိုက်စီမှာပေါ့ဟုတ်တယ်အဓိကတော့အခုနောက်ဆုံးအတူလာတဲ့ဟို2ယောက်ကိုစိတ်ညှို့ပြီးတော့ထိတ်တိုက်ပြန်ပြီးရင်ဆိုင်တိုက်ခိုက်စီမှာရွှေနန်းတော်တစ်ခုလုံးမိတ္တဗလာရဲ့ရီမောတန်လွှမ်းခြုံသွားတော့တယ်ပရိသတ်များရှင်ဒီနေ့ရဲ့တင်ဆက်မှုကိုဒီလောက်နဲ့ပဲရှင်းနာကျင်ပါတယ်နောက်လာမယ့်စက်သိမ်းပန်းကိုလည်းစောင့်မျှော်နားဆင်ပေးဖို့မျှော်လင့်မိပါတယ်နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်